ဒီ course မှာကျွန်တော် module 5ခုခွဲထားတယ်နော် module 5ခုခွဲထားတယ်ပြီးတော့ module တစ်ခုမှာဒီ module 1မှာဆိုရင်6 session ပါမယ်ပေါ့နော်အဲ့တော့ module 1.1 1.2 ဆို1.6 ပါမယ်module 2မှာ5 session ပါမယ် module 3မှာ5 session module 4မှာ5 session module 5မှာ4 session ပါမယ်ကျွန်တော်ဒီ module 5စရင်ကျွန်တော်တို့ဒီ capstone project ဆိုပြီးတော့ project တစ်ခုလုပ်ကြည့်ကြမယ်เนาะအဲ့ဒါကတော့အခုကဒီထဲမှာ join တဲ့လူတွေလည်းများတယ်ဆိုတော့ကျွန်တော်တို့တွေgroup ခွဲပြီးတော့တွားရင်လည်းတောင်းမယ်ပေါ့နော်အခု3နှစ်လောက်ရှိရဆို9ယောက်6ယောက်လောက်ခွဲပြီးတော့ဘာလုံးချင်ကြလဲဆိုတဲ့ဟာတစ်ခုခုတိုက်တဲ့တစ်ခုလုပ်ပြီးတော့တွားကြမယ်အဲ့တိုက်တွေကကျွန်တော်စဉ်းစားထားတယ်ဖြစ်နိုင်တယ်ဒါကိုခင်ဗျားတို့တွေကဘယ်ဟာလုံးချင်တယ်ဆိုရင်အဲ့တိုက်တဲ့တစ်ခုအကုန်လုံးပေါင်းပြီးတော့လုပ်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဒီ module 5ကိုစတဲ့အခါမှာကျွန်တော်ဒီ project တစ်ခုကိုလုပ်ကြည့်ကြမယ်အဲ့ဒီမှာကျွန်တော်ဒီ byte coding ဆိုတဲ့ကိစ္စကိုထည့်ထားလိုက်ပြီဒီ byte coding ကအခုကအရန်လဲအခုချိန်မှာအရန်ခေတ်စားနေတဲ့ဟာပေါ့နော်အဲ့တော့ဒီဥစ္စာပထမဆုံးကျွန်တော်ဒီ course outline ထုတ်တုံးကဒီကိစ္စမပါဘူးဗျလွန်ခဲ့တဲ့2ရက်လောက်ကမှဒီကောင်ထည့်ပြီးတော့ပြောမယ်ဆိုပြီးတော့စဉ်းစားလိုက်ပြီးတော့ဒီကောင်ထည့်ထားတာဒါကဒီဥစ္စာသိသွားရဆိုမြောက်တဲ့ပို့ပြီးတော့လည်းအချိုးရှိတယ်နော်အဲ့တော့ဒီနေ့ကကျွန်တော်တို့ကဒီ module 1မှာကျွန်တော်ခုနပြောလို့6ခုခွဲထားတယ် 1.1 ကနေ1.6 6ခုခွဲထားတယ်ဟောဒီနေ့ကကျွန်တော်တို့ကဒီ Dynamo နဲ့သက်ဆိုင်တဲ့ဒီ introduction ပေါ့နော်ဒီအခြေခံကိုကျွန်တော်တို့စပြီးသွားကြမယ်နော်โอเคအဲ့တော့အဲ့ဒီကိစ္စကိုအရင်မစခင်ကျွန်တော်တို့တွေဒီ programming ဆိုတဲ့ကိစ္စကိုစပြီးတော့ပြောကြတာပေါ့နော်အဲ့တော့ programming ဆိုတဲ့ဟာကိုကြားရင်လူတော်တော်များများကုတ်တွေနဲ့ပဲတွဲမြင်ကြတာပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ခုကလည်းခက်တယ်လို့လည်းထင်ကြတယ်တကယ်တော့ programming ကမခက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တွေနေ့စဉ်ကျွန်တော်တို့ဒီရှင်းတန်နေတဲ့ကိစ္စတွေကလည်းဒီကိစ္စတွေနဲ့ပဲကျွန်တော်တို့ရှင်းတန်နေတာနော်ဒီဥပမာဆိုရင်ကျွန်တော်တို့မနေ့မိုးလင်းလို့ကျွန်တော် coffee တောက်ချင်တယ်ဆိုရင် coffee ဖြော်တယ်ဆိုရင် step by step သွားကြတယ်နော်ဥပမာ coffee မဟုတ်ထည့်ပြီးရေနွေးထည့်တာကိုရှိတယ်ဒါမှမဟုတ်ရေနဲ့တော့မဖြော်ကြဘူးဟုတ်တယ်အဲ့လိုမျိုးဒီ step by step သွားတာရှိမယ်ဒါကတော့ကျွန်တော်တို့ sequence ပေါ့နော်ပြီးရင်နောက်က condition ကကြတော့ကျွန်တော်တို့ဥမာbite စာတယ်ပေါ့နော် bite စာတယ်ဆိုရင်ကျွန်တော်တို့အခုကိုဘာစားခြင်းလဲဆိုတာကိုစဉ်းစားတယ်ပေါ့နော်စဉ်းစားတယ်အဲ့ဒီအချိန်မှာမှကျွန်တော်တို့ကဥမာရာသီဥတုကလည်းကလို့အေးရဆိုရင်ကျွန်တော်တို့ကဥမာစုစားမလားဘယ်လိုဟာမျိုးကိုစားမလဲနှွေးတာတစ်ခုကိုစားမလားရာသီဥတုကပူတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီကစုစားမလားပေါ့ဒါကပတ်ဝန်းကျင်ရာသီဥတုကကျွန်တော်တို့ပေးလိုက်တဲ့ input တစ်ခုအဲ့ဒီပေါ်ကိုကျွန်တော်တို့က motive စဉ်းစားပြီးတော့မှအဲ့ logic ကိုကျွန်တော်ပြန်ချတာပေါ့နော်နောက်တစ်ခုကfood court တွေမှာဒီဆိုင်တွေကအများကြီးရှိရဗျာကိုကဘယ်ဆိုင်စားမလဲပေါ့သွားတယ်အဲ့ဆိုင်ကပိတ်တယ်အဲ့တော့ဒီဆိုင်မရှိရင်မစားဘဲနေပါလားဒါမရှိရင်နောက်တစ်ဆိုင်ဘယ်ဆိုင်ကိုစားမလဲပေါ့နော်ဒါမျိုးရွေးတယ်အဲ့ဒါတွေကလည်းကျွန်တော်ဖားနေဆိုင်ပါပဲ logic တွေပဲလေတကယ်ကျွန်တော်တို့ရှင်းတန်းနေတာအဲ့လိုပုံစံမျိုးနဲ့ရှင်းတန်းနေတာနောက်ဆုံးကိုစားမဲ့ဆိုင်တွေ့ရင်တော့မှကျွန်တော်တို့ဘာလုပ်ကြလဲဘယ်ရန်စားမလဲဆိုတာကိုရွေးချယ်ကြသေးတယ်လေဒါတွေကလည်းတနည်းအားဖြင့်ဒါကျွန်တော် programming ပဲလေအဲ့တော့ကုတ်တွေကိုသာကျွန်တော်တို့ရေးနေလို့ဒါ program လုပ်ထင်တာတကယ်တော့မဟုတ်ကျွန်တော်တို့ရှင်းတန်းနေအကောင်လုံးကလည်းနေ့စဉ်ရှင်းတန်းနေတာဒီထဲကိုကျွန်တော်တို့ဘယ်လိုမှပြေးမလို့ပေါ့နော်အဲ့ကိစ္စဆိုရင်တော့ဒါ conditional statement ပေါ့နော်ဘာဖြစ်ရင်ဘာလုပ်မယ်ဆိုတဲ့ပုံစံမျိုးနောက်တစ်ခုကဒီ repetition ကထက်ခါလုံနေတဲ့ကိစ္စပေါ့နော် looping back တဲ့ကိစ္စမျိုးဥပမာကျွန်တော်တို့အကောင်လုံးကအခုဒီထဲကလူတွေအလုပ်လုပ်နေတဲ့လူတွေများတယ်ပေါ့နော်မနေ့မော်လင်းအဲ့ရထားတယ်ပြီးရုံသွားတယ်ပြီးရင်ဘယ်ကားစီးမလဲပေါ့နော်ပြီးနောက်တစ်ခါရုံရောက်တယ်အလုပ်လုပ်တယ်ညနေပြန်လာတယ်ပြီးပြန်လာရင်ဒီနေ့ကမှချင်းသွားမယ်ဆိုချင်းသွားမယ်နေဆိုချင်းသွားကြပြီးပြန်လာတယ်အဲ့ဒါဒီဥစ္စာကြီးကတနေ့ကုန်ကျွန်တော်တို့ကဒီတိုင်းတနေ့ကုန်ဆိုတာတဲ့ဒီ9ရက်မှာပေါ့နော်ဒီတိုင်းလေပတ်နေဘယ်နေ့မှာဘာလုပ်မယ်ဆိုတဲ့ဟာကိုဒီတိုင်းလေပတ်နေအဲ့လိုလေပတ်နေတဲ့အတွင်းမှာခုနတနေ့တာမှာပေါ့နော်မနေ့မိုးလင်းမှာ coffee ဖြော်တဲ့ကိစ္စတို့ခုနဒီကျွန်တော်တို့ဒီစားဖို့စဉ်းစားတဲ့ကိစ္စတို့အဲ့ဒါတွေကလည်းကျွန်တော်ဒီ looping ပတ်နေတဲ့အတွင်းမှာပါနေတဲ့ logic တွေပေါ့နော်အဲ့ program ရေးရဆိုတာလေအဲ့ဒီတိုင်းပဲကျွန်တော်တို့ကကိုလိုချင်တဲ့ result ကဘာလဲပေါ့နော်အဲ့ဒီ result ကိုရဖို့အတွက်
ဘယ် input တွေလိုတာလဲဒါတွေကိုပဲကျွန်တော်တို့ပြန်ရှာလိုက်တာရှာပြီးတော့မှကွန်ပျူတာနားလည်မဲ့ language တစ်ခုနဲ့ကျွန်တော်တို့ကရေးကြတာအဲ့တော့အဓိကဘာလေးပဲလေ့လာရတာလဲဆိုတော့ဒီ code ကိုဘယ်လိုဘယ် language ကိုသုံးမလဲဘာကိုသုံးပြီးရေးမလဲဒါလေးတစ်ခုပဲလေ့လာကြတာဒီ language ဆိုတဲ့သဘောတရားလေဗျာကျွန်တော်တို့ဆိုလို့အခုစကားပြောရဆိုရင်ဘယ်ဘာသာစကားကိုသုံးပြီးတော့ပြောမှာလဲပေါ့နော်အကုန်လုံးကဒီလက်ရှိရှင်သန်နေတဲ့ပုံစံအတိုင်းပဲတွားနေကြတာပေါ့နော်အဲ့တော့ programming ဆိုတဲ့ကိစ္စကြီးကကျွန်တော်တို့အရန်ခက်နေတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်တကယ်နေ့စဉ်ကျွန်တော်ရှင်သန်နေတဲ့ကိစ္စကလည်းဒီထက်ကိုကျွန်တော်တို့ပြေးမလို့တဲ့ကိစ္စတွေပဲအဓိကကျွန်တော်တို့ကုတ်တွေကိုကျွန်တော်တို့ကရေးနေလို့ဒါပဲဒါကြီးခက်တယ်လို့ထင်ကြတာနော်ခုနကကျွန်တော်ဒီအစာပိုင်းမှာကျွန်တော်ခုန share ထားတာတခု screen share ထားတာတခုရှိတယ်ကျော screen အားလုံးမြင်ရမှာထင်နော်ဟုတ်မြင်ရပါမြင်ရနော်โอเคဒါကကျွန်တော်တို့ကအခု sorry ဒီကနေသွားလိုက်ဒါ step by step အလုပ်လုပ်တဲ့ပုံစံမျိုးပေါ့နော်ဒါဟိုဖြစ်တယ်ဒါမနေ့ကျွန်တော်တို့အဲ့ရထားမယ်ပြီးရင်ကျွန်တော်တို့ကမျက်နှာတစ်သွားလိုက်တော့မယ်ပြီးရင်ကျွန်တော်တို့အိမ်ကြီးလဲမယ်ပြီးရင်ကျွန်တော်တို့ဒီကိစ္စအားလုံးပြီးပြီဆိုရင်အပြင်ထွက်တယ်ပေါ့နော်ဒါဂျုံတောင်းတယ်ပေါ့ဒီလိုပုံစံဒါဆိုကျွန်တော်တို့က step by step ဒါပြီးရင်ဒါလုပ်မယ်ဒါပြီးရင်ဒါလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာနော်နောက်တစ်ခုကcondition ဒီ condition ကဘာလဲဆိုတော့ဥပမာကျွန်တော်တို့မိုးရတယ်ပေါ့မိုးရနေတယ်ဆိုရင်ဘာလုပ်မလဲပေါ့နော်မိုးရွာလာလို့ရွာသေးလို့ကျွန်တော်တို့အရင်ဆုံးစစ်လိုက်တာမိုးရွာနေဆိုရင်ကျွန်တော်ကထီယူမယ်နော်ဒါအခုဒီမှာဆိုကျွန်တော်မိုးရွာနေဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလို့ထီယူဒါကဘာလဲဆိုတော့ condition မိုးမရဘူးဆိုရင်ကျွန်တော်တို့ဘာလို့ထီမယူပဲသွားမယ်နော်စသဖြင့်အဲ့တော့ဒါတွေကကျွန်တော်တို့ဘာလဲဆို conditional statement နောက်ပိုင်းဒီမှာကျွန်တော်တို့ Python ဘိုင်းကိုသွားတဲ့ခါကျရင်တော့ if တို့ else တို့ပါလာလိမ့်မယ်ဒီ logic ကလည်း Dynamo မှာdefault node တွေမှာဟိုဒီ logic နဲ့ဆိုင်တဲ့ဟာတွေကပါပြီးသားတယ်နော်အဲ့တော့ဒါ conditional statement တွေရှိမယ်နောက်တစ်ခုက looping လုပ်တဲ့ကိစ္စပေါ့နော်တစ်ခုကိုကျွန်တော်ဖြတ်ခါတက်ကဘယ်နှကြိမ်လုပ်မှလဲစသဖြင့်ဒီ for loop ပေါ့ looping ပတ်တဲ့ကိစ္စရှိမယ်နောက်တစ်ခုကဒီကောင် data type မှာဆိုကျွန်တော်တို့က string တို့ integer တို့ number တို့ boolean တို့ဒါလေးတွေရှိတယ်အဲ့တော့ဒီ data type တွေကကျွန်တော်တို့ကဒီ programming တစ်ခုကိုလေ့လာတော့မယ်ဆိုရင်မသိမဖြစ်သိရမယ့်ကိစ္စတွေနောက်တစ်ခုက function ကျွန်တော်တို့ဒီမှာဆိုရင် coffee ဖြောမယ်ဆိုရင် coffee စီးလို့မယ်ကျွန်တော်တို့ကရေးလို့မယ်ပြီးတော့ကျွန်တော်တို့ကဖြောမယ်နောက်ဆုံးမှကျွန်တော်တို့ဘာရမလဲ output တစ်ခုရမယ်ပေါ့နော်အဲ့တော့ Dynamo ကလည်းဒီတိုင်းသွားနေတာ input တွေထည့်တယ်ပြီးကျွန်တော်တို့ဘာလုပ်ခိုင်းချင်တာလဲဟို view creation လုပ်ခိုင်းချင်တာလား wall creation လုပ်ခိုင်းချင်တာလားpipe creation လုပ်ခိုင်းချင်တာလားစသဖြင့်အဲ့ဒီ function ကိုကျွန်တော်ခေါ်သုံးတယ်အဲ့ဒီမှာ wall creation လုပ်မယ်ဆိုရင် wall တွေကို create လုပ်ဖို့ဘာတွေလိုလဲအဲ့ data တွေ input တွေကိုကျွန်တော်တို့ပေးတယ်ပြီးပြီးနောက်ဆုံးမှကျွန်တော်တို့က output တွေကိုကျွန်တော်တို့ပြန်ပြီးတော့ထုတ်ယူကြတာပေါ့နော်ဒီအတိုင်းပဲဒီ process တွေအတိုင်းပဲကျွန်တော်တို့ကတွားနေကြတာပေါ့နော်ထူးအရင်ခက်နေတဲ့ထင်ကတော့ဘာမှတော့မပါဘူးအဲ့တော့ဘာပဲသိရမှာလဲဆိုတော့လုံးဝအခြေခံကြတဲ့အရာတွေပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့သိထားပြီးဆိုရင် Dynamo သွားတာအရင်လွယ်တယ်အဲ့တော့ဒီအခြေခံသဘောတရားတွေကျွန်တော်တို့ကသိအောင်လုပ်ရမယ်ရေးပြီးသား script တွေကအများကြီးရှိတယ်ကျွန်တော်တို့ဒါKI မှာသွား down ရင်ကိုအများကြီးရတယ်သူများတွေရေးထားပြီးသားအစင်သင်ရေးထားပြီးသားဟာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအများကြီးရှိနေတဲ့ဒီ script တွေကိုကျွန်တော်တို့ကအရင်ဆုံးခုမှဒီ fundamental ကိုဘာမှနားလည်မထားဘူးဆိုရင်သူတို့ရေးထားတဲ့ဟာတွေကိုကျွန်တော်တို့ကရေးထားသည့်တိုင်တော့မှကျွန်တော်တို့ဖတ်လို့နားမလည်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ fundamental ကိုအရင်ဆုံးသိအောင်လုပ်ပြီးပါရင်သူများဘယ်လိုရေးထားတယ်ပေါ့နော်သူရေးထားတဲ့ script ကိုကျွန်တော်ကြည့်ပြီးတော့ဘယ်လိုရေးထားလဲဆိုတာကိုကျွန်တော်တို့နားလည်အောင်လုပ်မယ်ပြီးရင်နောက်မှကျွန်တော်တို့ကိုယ်တိုင်ဒီလိုမျိုးအဲ့လိုမျိုး script တွေကိုကိုယ်တိုင်ဖန်တီးလို့ရအောင်လို့လုပ်ကြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဘာလုပ်ရမလဲဆိုဒီ fundamental ကိုကျွန်တော်တို့သိအောင်လုပ်ရမယ်အဲ့ဒါပြီးမှကျွန်တော်တို့သူများရေးထားတာကိုဘယ်လိုရေးထားလဲဆိုတာကိုကျွန်တော်တို့နားလည်အောင်လုပ်မယ်ပြီးရင်ကိုယ်တိုင် creation လုပ်လို့ရအောင်လုပ်ကြမယ်ဟုတ်ကဲ့အဲ့တော့ဒီမှာဆိုရင်ဒီ slide မှာဆိုတော့ဒီ input to logic
နောက်ကကျ output ဘယ်လို input ကျွန်တော်တို့အရင်ပေးမယ်ပေါ့နော်ပေးရင်ပြီးနောက်တစ်ခုကဒီအဲ့ရလာတဲ့ input တွေကိုကျွန်တော်တို့ဘယ်လိုဘာလုပ်ချင်တာလဲပေါ့နော် logic တွေအများကြီးနဲ့ခုနဆိုရင်ကျွန်တော်တို့ကြည့်တာဆိုရင်ရာသီဥတုက input ပေါ့နော်ရာသီဥတုမိုးရွာနေအဲ့တော့ကျွန်တော်တို့ input ရရင်အဲ့မှာကျွန်တော်တို့က logic နဲ့စဉ်းစားမယ်ဘာလုပ်မှလဲပေါ့ဟိုနေပူနေရလားမိုးရွာနေရလားအဲ့ဒီ input ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ logic တွေနဲ့စဉ်းစားတယ်Dynamo မှာလည်းလိုပဲကျွန်တော်တို့လိုချင်တဲ့ input တွေကိုနောက်ဆုံးကိုလိုချင်တဲ့ result ကိုရဖို့တက်ပေါ့နော်ဘယ် input တွေလိုမလဲအဲ့ input တွေကိုရပြီးတော့မှဘယ်လို logic တွေနဲ့ကျွန်တော်တို့သွားမလဲပြီးနောက်ဆုံးဒီကိုလိုချင်တဲ့ result တစ်ခုကိုရအောင်လုပ်ယူသွားကြတာတယောက်နဲ့တယောက်ကဥမာရေးပုံရေးပြီးချင်းကွာနိုင်တယ်ပေါ့နော်နောက်ဆုံး result ရတာတော့အတူတူပဲဒါပေမဲ့တို့တယောက်နဲ့တယောက်ရေးတဲ့ဟာတခြားတယောက်ရေးတာကပုံစံတစ်မျိုးနဲ့ရေးတာ note 10ခုလောက်သုံးတယ်နောက်တစ်ယောက်ကအခု20 30လောက်သုံးတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့နောက်ဆုံး output ကတော့အတူတူပဲဖြစ်ရမှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီ programming မှာနှစ်ခုရှိတယ်ပေါ့နော်ဒီ test based programming နဲ့visual programming ဆိုပြီးရှိတယ်ဒီ test ကတော့ကျွန်တော်တို့က code တွေနဲ့ရေးတဲ့ကိစ္စကိုယ်တိုင်ကျွန်တော်တို့ဒီမှာcode တွေရေးမယ်ပေါ့နော်ဒီလိုမျိုးဒါဆိုတော့ C# နဲ့ရေးထားတဲ့ကိစ္စဒီလိုမျိုးရေးတာရှိမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီ visual programming ဆိုတာက node လေးတွေရှိမယ် wire လေးတွေရှိမယ်အဲ့ဒါတွေနဲ့ဆက်ပြီးတော့သုံးတာအဲ့ဒါကိုကျွန်တော် visual programming လို့ခေါ်တယ်အခု Dynamo ကကျွန်တော်က programming ပဲเนาะဒါပေမဲ့သူက visual programming เนาะ programming ကျွန်တော်တို့အခုပြောမယ်ဆိုလေ့လာနေလို့ပြောလို့ရတယ်เนาะဘာဒီ node တွေ wire တွေနဲ့ connection လုပ်ပြီးတော့ code တွေမရေးရလို့ဒါပဲကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုရင်ဒီ test based programming မဟုတ်တဲ့အတွက်ဒါ program မဟုတ်ဘူးလို့ထင်တာတကယ်တော့ဒါ programming လုပ်နေတာတခုပဲဒီနှစ်ခုကျွန်တော် programming မှာနှစ်ခုရှိတယ်ပေါ့နော် test based programming နဲ့ visual programming ဆိုနှစ်ခုရှိတယ်ဒီ test based programming မှာဆိုရင် code editor ဆိုတာVisual Studio ဒါမှမဟုတ်တခြားဒီ Python ဆိုလည်းဒီJetBrains တို့Tony တို့အဲ့လိုမျိုးဟာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ခုနကကျွန်တော်ဒီဥစ္စာတွေဒါ Visual Studio ဒါပြီးရင်ကျွန်တော်တို့ဒီအဲ့ coding ကိစ္စကဘာဖြစ်လဲဆိုတော့သူကလေ့လာတာနည်းနည်းလေးမလွယ်ဘူးမို့လွယ်နည်းနည်းလေးနည်းနည်းခက်တာနော်အများကြီးမခက်ဘူးနည်းနည်းခက်တာပဲရှိတယ်နော်အဲ့တော့ဒီ language က example တွေဆိုရင် Python ဖြစ်နိုင်တယ်C# ဖြစ်နိုင်တယ် JavaScript နော်တခြားဒီ Node.js တို့ Ruby တို့တခြား language တွေအများကြီးဖြစ်နိုင်တယ်နော် Visual programming ကကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီ Node တွေ wire တွေ connection လုပ်ဖို့တက်သူလည်းID တခုတော့လိုတာပေါ့နော်ကျွန်တော် Dynamo မှာဆိုရင်တော့ sorry Rabbit မှာဆိုရင် Dynamo ဆိုတဲ့ ID တခုကျွန်တော်သုံးတာပေါ့အဲ့ဒါလုပ်မယ်ပြီးတော့ easier for beginner ဆိုတာcode တွေရေးရတာမဟုတ်တဲ့အတွက်ကိုကျွန်တော်တို့ကပြောမှဆိုတော့ function လေးတွေရေးထားတာဗျာဒီ operator တွေကိုကြိုပြီးတော့ရေးထားတာအဲ့ function လေးတွေကိုပဲကျွန်တော်က UU သုံးရတာဖြစ်တဲ့အတွက် code ရေးရတာမဟုတ်တဲ့အတွက်ပေါ့နော်ပို့ပြီးတော့မြန်တယ်ပေါ့နော်ဒီမှာဆိုအခုကျွန်တော်တို့ဒီမှာရေးထားတဲ့ line ပေါ့နော်ဒီတစ်ခုလုံးအတွက်ဆိုရင် Dynamo မှာnode တစ်ခုဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာရေးထားတဲ့ node တွေဒီဟာတွေအကုန်လုံးပေါ့နော် line 190ခုအဲ့ဒီအတွက်ကို Dynamo မှာ node တစ်ခုဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော် code လေးရေးရမလို့ဒီ node လေးတစ်ခုကိုယူသုံးလိုက်တာနဲ့ကျွန်တော်တို့ကcode လုံးချင်တဲ့ process တစ်ခုအတွက်ကိုရေးထားပြီးသား node တွေကိုယူသုံးတာဖြစ်တဲ့အတွက်ပို့ပြီးတော့အချိန်မြန်တယ်အဲ့တော့ပို့ပြီးတော့လည်းကျွန်တော်တို့ကလေ့လာတာလွယ်တယ်ပေါ့နော်ဟုတ်အဲ့တော့အခုသွားမှာကျွန်တော်ဒီနော် visual programming ကြောင်းလေးတယ်ကြာမှာဟုတ်ကဲ့ test based programming ကိုဘယ်လိုအခြေအနေမှာကျွန်တော်တို့ကလိုလဲဆိုတော့သူကပို့ပြီးတော့ flexible ဖြစ်တယ်ဗျဘာလို့လဲဆိုတော့ကိုယ်တိုင်အစားအဆုံးရေးရတဲ့ကိစ္စဖြစ်တဲ့အတွက်ကိုဘယ်လိုလုပ်ချင်လဲပေါ့နော်ကိုလုပ်ချင်လို့ပို့ပြီးတော့ ready made မဟုတ်တဲ့အတွက်ပေါ့နော်ဥပမာကျွန်တော် coffee ဆိုရင်ဗျာ3 in 1နေပါတောက်မယ်ဆိုရင်သူကဘယ်လိုပေးထားလဲအဲ့ taste အတိုင်းပဲကျွန်တော်တို့ရမှာကိုနည်းနည်းလေး change ရင်တရားထပ်ထည့်တာနော်တခုခုနည်းနည်းလေးပဲ change လို့ရမယ်ငကိုတွေကသူကဒီ taste ကိုပေးထားပြီးသားဖြစ်တဲ့အတွက်တိတ် flexible မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီ test based programming ကကြတော့ကျွန်တော်တို့အစားအဆုံးရေးရတာဖြစ်တဲ့အတွက်ကိုဘာလုပ်ချင်လဲအကုန်လုံးကိုလုပ်ချင်တဲ့ပုံစံတိုင်းတွားလို့ရတယ်ဒါပေမဲ့ဒီ code တွေကိုရေးရတာကိုယ်တိုင် design လုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအချိန်တော့ပိုကြတယ်ပေါ့နော်အခုကျွန်တော်တို့ဒီ Rabbit အတွက်ပေါ့နော်ဒီ Bing user တွေအတွက်ဆိုရင်ဘာတွေကြိုလုပ်ထားလို့ရတယ်ဆိုရင်တော့ဒီ test based programming ကိုသုံးမယ်ဆိုရင်ဒီ operator တွေကိုကိုယ်တိုင်စောက်လို့ရတယ်ဒီကောင်လဲဆိုရင်ပေါ့နော်ကိုယ်တိုင်ပို့ပြီးတော့flexible ဖြစ်အောင်စောက်လို့ရတယ်ကိုဘာလုပ်ချင်တာလဲဥပမာ
tag တွေထိုးကြတယ်ဗျာထိုးတဲ့ခါမှာ tag တွေကတစ်ခုနဲ့တစ်ခုoverlap ဖြစ်နေတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကselection ပေးပြီးတာနဲ့ run လိုက်တာနဲ့လောကတိုက်တရက်လုပ်ပြီးသားတစ်ခုနဲ့တစ်ခုဖြတ်မနေရဘူးပေါ့နော် cross ဖြစ်မနေရဘူးဒီအကွာအဝေးတွေတူနေရပဲပေါ့နော်အဲ့လိုကိစ္စမျိုးတွေဆိုရင်ဘာလဲဆိုတော့သူတို့ဆိုရင်မှဒီ algorithm တွေရေးရတာကြိုပြီးတော့ပေါ့နော်ဘလို့ဒီ tag မှာသွားမဲ့ဒီ line တွေ path တွေကိုဘယ်တိုင်းသွားလဲဆိုရင် overlap မဖြစ်ဘူးလဲဆိုတော့ဒီ best option တခုရှာပြီးတော့မှနေရာချတာပေါ့နော်အဲ့တော့အဲ့ဒီဟာမျိုးဆိုရင်တော့Dynamo နဲ့သွားလို့မရဘူးလားမလို့ရတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ Python code ရေးရပါနိုင်တယ်ပေါ့နော်ဒီ test based programming မှာဒီလိုမျိုး algorithm တွေကိုကိုယ့်နဲ့ကိုတိဆောက်ပြီးတော့ပို့ပြီးတော့ flexible ဖြစ်အောင်တွားလို့ရတယ်နောက်တစ်ခုကဒီ API integration နဲ့ဒီ API integration ဆိုတဲ့ကိစ္စကဗျဥပမာထားပါတော့နော်ဒီ web API အနေနဲ့ချိန်ချင်တာလားဒါမှမဟုတ်ရင်တခြား software တစ်ခုနဲ့integration လုပ်ချင်တာလားပေါ့နော်အဲ့လိုမျိုးတွေတွားလို့ရတယ်ဒီ test based program မျိုးသုံးမယ်ဆိုရင်နောက်တစ်ခုကကျွန်တော်တို့ဒီဥစ္စာကတော့ပို့ပြီးတော့ဒီဘယ်လိုပြောမလဲဆိုရင်complex ဖြစ်တဲ့ automation tools တွေကိုပေါ့နော်ကျွန်တော်တို့ဒီ test based programming နဲ့ဆိုရင်ပို့ပြီးတော့လုပ်ကောင်းတယ်ဘာလို့ Dynamo ကကြာကျွန်တော်တို့ကသူ့မှာ default node တွေပါပြီးသားဗျအဲ့ node တွေကိုကျွန်တော်တို့ကယူပြီးသုံးတာဖြစ်တဲ့အတွက်သူတို့ရေးထားတဲ့ဟာကိုကျွန်တော်တို့ကဒီအတိုင်းရေးထားတဲ့ဟာကိုယူသုံးရုံပဲပေါ့နော်အဲ့တော့တကယ်လို့ Dynamo မှာကျွန်တော်တို့ကလုံးဝဒီ complex ဖြစ်တဲ့ automation တွေလုပ်ချင်တယ်ဆိုရင်တော့ Python နဲ့ရေးနေ Python နဲ့ရေးပြီးသွားမယ်ဆိုတော့တွားလို့ရတယ်နော်အဲ့တော့ဒီ test based programming ကခုနပြောသလိုပေါ့နော်နည်းနည်းကျွန်တော်တို့ဒီ code တွေမိုင်းကို language ကိုလေ့လာရတာဖြစ်တဲ့အတွက်နည်းနည်းခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အကုန်လုံးကengineer တွေ programmer တွေမဟုတ်ဘူး programmer တွေမဟုတ်ဘာဖြစ်လို့ကျွန်တော်တို့ဒီကိစ္စကိုလေ့လာရတာလဲဆိုတော့အကုန်လုံးနေတဲ့အလုပ်မှာ automation process လေးတွေကိုဖန်တီးခြင်းတဲ့အတွက်ဒီ programming ကိုလေ့လာတဲ့ကိစ္စအဲကျွန်တော်တို့က programmer လုပ်မဲ့လူတွေလည်းမဟုတ်ဘူးအဲ့တော့programmer ကြီးတွေလို့ကျွန်တော်တို့ code တွေနေအများကြီးလေ့လာဖို့လည်းကျွန်တော်တို့အချိန်မရဘူးပေါ့နော်အချိန်မပေးနိုင်ဘူးအဲ့တော့ဘာလို့သုံးကြလဲဆိုတော့ဒီ physical programming ကိုကျွန်တော်တို့မြန်တဲ့ဟာကိုပဲယူပြီးတော့သုံးကြတာနော်ဟိုရတော့ဒီကောင်အခုကျွန်တော်တို့တောင်းမဲ့ခါကိစ္စကဒီ Dynamo တောင်းမှာဖြစ်တဲ့အတွက်သူက physical programming နော်ဒီမှာဆိုရင်ကျွန်တော် logic တွေခုနကကျွန်တော်ပြောတယ်ပေါ့နော်ဒီလို node တွေရှိတယ်ဒီ node တွေကကျွန်တော်ဒီ logic တွေဒီ node တစ်ခုတက်ကိုသူက back end မှာရေးထား code တွေကရေးထားပြီးသားနော်အဲ့ code တွေကိုကျွန်တော်ယူသုံးတာဖြစ်တဲ့အတွက်deploy လုပ်ရတဲ့အချိန်ကပို့ပြီးတော့မြန်တယ်ပေါ့နော် beginner အတွက်ကပို့ပြီးတော့ familiar ဖြစ်တဲ့ဆိုကိစ္စကကုတ်မှမရေးရတာဒီကျွန်တော် category ရှာမယ်ဆိုရင်ဒီကောင်ဒီ drop down လေးဆွဲလိုက်တာနဲ့ဘယ် category ကိုကျွန်တော်ယူခြင်းလဲပေါ့နော်အဲ့ဒါကိုရွေးလို့ရနေပြီအဲဒီ code အဲ့လိုမှမဟုတ်ဘဲဒီ code နဲ့ရေးတယ်ဆိုရင်ကျွန်တော်တို့ကကိုလိုချင်တဲ့ category ကိုဒီမှာဆိုကျွန်တော်က space တွေလိုချင်တယ်ဆိုရင်ဒီကိစ္စကကျွန်တော် space ကိုရှာတဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးသွားပြီးတော့ရေးရဒါ space ကိုရှာတာပေါ့နော်တခြား wall တွေရှာခြင်းနဲ့ floor တွေရှာခြင်းနဲ့ဆိုရင်ဒီမှာလာပြီးပြောင်းရေးရမယ်ကိစ္စအဲ့တော့ဒီလောက်တော့မလွယ်ဘူးပေါ့နော်ကုတ်ကိုပြန်ချိန်နေရဖြစ်တဲ့အတွက်ဒီကောင်ပို့ပြီးတော့လွယ်ဒီ draw down လေးချိန်လိုက်တာနဲ့ကျွန်တော်တို့ကကိုလိုချင်တဲ့ဒီ category ဒါမှမဟုတ်တစ်ခုခုဘာလို့လုပ်ချင်တာလဲပေါ့နော်သူတို့ရေးပြီးသားdefault node တွေကိုယူသုံးတာဖြစ်တဲ့အတွက်သုံးရတဲ့အချိန်နဲ့ develop လုပ်ရတဲ့အချိန်ကကျွန်တော်အများကြီးတက်တာပါတယ်နော် code တွေရေးနေရတဲ့အစားဒီမှာဆိုရင်ကျွန်တော်တို့ကဒီ rapid automation ဆိုတဲ့ကိစ္စကဒီကျွန်တော်တို့လုပ်ရတဲ့အချိန်ပေါ့နော် coding ရေးရတာမဟုတ်တဲ့အတွက်ပို့ပြီးတော့မြန်တယ်ဒီကျွန်တော်ဆိုရင်ဘယ်လိုလုပ်လဲဆိုရင်ကတခုခုကိုကျွန်တော်စပြီးရေးတော့မယ်ဆိုရင်ကျွန်တော်ဘာလုပ်လဲ Dynamo နဲ့အရင်ဆုံးစပြီးလုပ်လိုက်တယ်ပြီးတော့မှအဲ့ဒီကိစ္စကဖြစ်နိုင်လားမဖြစ်နိုင်လားပေါ့နော်အရင်ဆုံးစကြည့်လိုက်တယ်ဒီ design အရင်လုပ်လိုက်ပြီးတော့မှ order ဒီကိစ္စကဒီ data တွေကျွန်တော်တို့တကယ်ရှာလို့ရတယ်ဒီ process ကတကယ်လုပ်လို့ရတယ်အဲ့ဒီကြမှာဘာပြန်လုပ်လဲဆိုရင်ဒီ program ပြန်ရေးတာပေါ့နော်ဒီ C# နဲ့ပြန်ပြီးတော့ကျွန်တော်ပြန်ရေးတယ်ဒါမှမဟုတ် Python နဲ့ပြန်ရေးတယ်ပထမဆုံး initial state မှာကျွန်တော်ဘာလုပ်လဲဆိုတော့ Dynamo နဲ့ပဲကျွန်တော်အရင်ဆုံးဒီကိုလုပ်ချင်တဲ့ process တစ်ခုကိုအရင်ရှာကြည့်လိုက်တယ်ဒီကိစ္စကဖြစ်နိုင်သွားပြီဆိုမှဒီလုံးဝfinalize အနေနဲ့ code ကိုပြန်ရေးတာ
တော့ဒီ test based programming နဲ့ခုနဒီ visual programming မှာနှစ်ခုမှာဆိုရင်ဗျာဥပမာ Dynamo ကတစ်ခုကျွန်တော်တို့ creation လုပ်ရတာမြန်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့ကတခြားတစ်ယောက်ကိုဒီ file တစ်ခုကိုပေါ့နော်တခြားတစ်ယောက်ကိုပေးလိုက်ပြီးဆိုရင်အဲ့လူတစ်ယောက်ကကျွန်တော်တို့ရေးထားတဲ့ note တွေကိုမြင်ရမယ်နောက် Python ဆိုလည်းဒီထဲမှာ Python code တွေကိုမြင်ရတယ်မြင်ရတာဖြစ်တဲ့အတွက်ဘယ်လိုပြောရမလဲဆိုရင်ကိုလုံးထားတာတစ်ခုကိုတခြားတစ်ယောက်အလွယ်တကူရသွားနိုင်တဲ့ကိစ္စရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ test based programming နဲ့ရေးမယ်ဆိုတော့ကျွန်တော်တို့ big လုပ်လိုက်တာနဲ့ဘာဖြစ်သွားလဲ DLL file ထုတ်သွားတာ DLL file ထုတ်ရင်ဘယ်သူမှဖွင့်ကြည့်လို့လည်းမရတော့ဘူးပေါ့နော်ဒီလိုကိစ္စရှိတော့နောက်တစ်ခုကိုကုမ္ပဏီကအချိန်ပေးပြီးတော့လုပ်ထားတဲ့ဒီ Dynamo script တစ်ခုပေါ့နော်တခြားတစ်ယောက်ရပါတယ်ဆိုရင်အကုန်ရသွားတာပေါ့နော်အဲ့လိုကိစ္စတွေတော့ရှိတယ်ကောင်းတာရှိတယ်ဆိုးတာရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကဒီဥစ္စာကိုသုံးရတာပို့ပြီးတော့ develop လုပ်ရတဲ့ကိစ္စကပို့ပြီးတော့မြန်တယ်โอเคဒီຢာကဒီ Dynamo မှာတွားနေတဲ့ concept တစ်ခုကိုကျွန်တော်ပြထားပြီးတာပေါ့နော်ကျွန်တော်တို့ဘာလို့ဆို input တွေလုပ်မယ်ပြီးရင်ဒီ coffee ဖြော်တဲ့ process တစ်ခုပြောတာ input လုပ်မယ်ပြီးရင်သူ heat လုပ်တာတော့နော်ဒီဖြော်ဖို့တော့ကျွန်တော် preparation လုပ်တဲ့ကိစ္စတွေရှိမယ် heating လုပ်တာရှိမယ်နော်ပြီးရင်ကျွန်တော်တို့ကဥပမာကိုကနောက်ဆုံးကိုလိုချင်တဲ့coffee ကဘယ်လိုအရသာမျိုးလိုချင်တာလဲပေါ့နော် adjustment လုပ်တာတွေရှိမယ်ပြီးနောက်ဆုံးကျွန်တော်တို့လိုချင်တဲ့ output တစ်ခုကိုရသွားမယ်Dynamo ကဒီတိုင်းပဲကျွန်တော်တို့အရင်ဆုံးinput တွေကိုနောက်ဆုံးလိုချင်တာကဒီဥစ္စာလိုချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကအချိန်မှာ input တွေကိုရှာတယ်ရှာပြီးတော့မှတခြား node တွေတစ်ခုယူသုံးတယ်ပြီးအဲ့ထဲကိုထည့်တယ်ကျွန်တော်တို့နောက်ဆုံးလိုချင်တဲ့ result ကိုနောက်ဒီရဖို့အတွက် input တွေဘယ်လို data တွေကိုယူမလဲပေါ့နော်ဒီ project ထဲကနေပြီးတော့အဲ့ဒီဟာတွေဆွဲထုတ်ပြီးတော့မှလုပ်သွားတာအဲ့တော့ project ကဒီတိုင်းပဲသွားနေတဲ့ကိစ္စပေါ့နော်ဒီလိုသွားနေတဲ့ကိစ္စတွေအဲ့ကျွန်တော်တို့ဒီ input ကကျွန်တော်တို့ဒီ project ထဲကနေပြီးတော့model တွေကဆွဲထုတ်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကိုယ့်ရိုက်ထည့်တဲ့ကိစ္စတွေလည်းဖြစ်နိုင်တယ်ဥပမာwall creation လုပ်တယ်ဗျာ height ဘယ်လောက်လိုချင်တာလဲဒါကကျွန်တော်တို့ပေးရတဲ့ input ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဥပမာဒီ wall မှာပေါ့နော်ဒီ wall မှာကျွန်တော်တို့family တစ်ခုနေရာချတင်တယ်အဲ့လိုအခြေအနေမှာဆိုရင်ဘာလုပ်ရလဲဆို model တွေကနေပြီးတော့ wall ရဲ့ data တွေကိုကျွန်တော်ဆွဲယူရတယ်ဒီ surface face ကိုဆွဲယူရမယ်သူ့ရဲ့ vector တွေကိုဆွဲထုတ်ရတယ်ဒါကတော့ model တွေကပြန်ယူတာပေါ့နော်အဲ့တော့ဒီ input ဆိုတဲ့ကိစ္စကဒီ rapid model တွေကနေပြီးတော့ယူရလဲဖြစ်နိုင်တယ်လို့ကျွန်တော်တို့ပေးရတဲ့ input လည်းဖြစ်နိုင်တယ်နော် okay အဲ့တော့နောက်တစ်ခုကဒီ automation ဒီ API ဆိုတဲ့ကိစ္စပေါ့နော်အဲ့တော့ Dynamo ကကျွန်တော်ခုနအစမှာတော့ပြောတယ်ဘယ်ပေါ်မှာအခြေခံထားလဲဆိုတော့ Rapid API ပေါ်မှာအခြေခံပြီးတော့ရေးထားတာ Rapid API ရဲ့ code တွေကိုယူပြီးတော့မှကျွန်တော်တို့ကဒီ visual programming တစ်ခုကို create လုပ်ပြီးတော့ရေးထားတာအဲ့ကျွန်တော်တို့ကဒီအောက်ထိတော့သွားကြမလို့ဘူးပေါ့နော်ကျွန်တော်တို့ level ကဒီမှာလာပြီးတော့ဒီမှာဒီကောင် visual programming မှာနေကျွန်တော်တို့ကရက်နေလို့ရတယ်ဒီလုံးဝဒီ code တွေအထိ Rapid API တွေအထိသွားပြီးကြည့်နေတယ်မလို့ပေါ့နော်ဒါပေမဲ့ဒီ Dynamo ကတော့ဘာလုပ်ထားလဲဆိုတော့ Rapid API ကုတ်တွေကိုယူပြီးတော့ပဲရေးထားတာနော်တကယ်လို့ Python Dynamo မှာ Python သုံးမယ်ဆိုရင်တော့ကျွန်တော်ဘာကိုလေ့လာရတော့လဲဆိုတော့ Rapid API ကိုလေ့လာပြီးတော့မှဒီကုတ်ကိုရေးရတော့မယ်ကိစ္စပါအဓိကဒီမှာဘာကိုပြောချင်တာလဲဆိုရင် Dynamo က Rapid API ကိုအခြေခံပြီးတော့ရေးထားတဲ့ကိစ္စเนาะဒီဟာကိုပြောချင်တာ okay အဲ့တော့ကျွန်တော်တို့ API ဆိုတဲ့ကိစ္စ API ကဒီ application programming interface လို့ခေါ်တာအဲ့တော့ API ကအခုကကျွန်တော်တို့ဒီ Rabbit အကြောင်းပြောနေတာ Rabbit မှာပဲရှိတာမဟုတ်ဘူးပေါ့နော်တခြား software တွေမှာလည်း API ဆိုတဲ့ကိစ္စရှိတယ် software တိုင်းမှာ API ရှိတယ်stable ဖြစ်နေတဲ့ software ပေါ့နော်အခုမှစပြီးတော့ release လုပ်တဲ့ software တွေမှာတော့API ကရှိချင်မှရှိအောင်မယ်ဒါပေမဲ့သူတို့ကြာလာတဲ့အမျှတော့ဒီ API ကပေးရတဲ့ကိစ္စဘာဖြစ်လို့ဒီ API ကရှိရလဲဆိုတော့ဗျာဒီ software တွေကဗျာသူတို့ထုတ်တာကအကုန်လုံးဒီ general အနေနဲ့သုံးတဲ့ tools တွေကိုပဲထုတ်ကြတာပေါ့နော်ကျွန်တော်တို့သုံးချင်တဲ့ကိုကုမ္ပဏီရဲ့ standard ဒါမှမဟုတ်ကိုလိုချင်တဲ့ automation တစ်ခုကိုလုပ်ဖို့အတွက်သူတို့ကရည်ရွယ်ပြီးထုတ်ပေးတာမဟုတ်ဘူးပေါ့နော်အကုန်လုံးဒီသုံးဖို့အတွက်ဒီ general ဖြစ်တဲ့ tools တွေကိုသူတို့ကထုတ်ထားတာအဲ့တော့ကိုလိုချင်တဲ့ process တစ်ခုကိုလုပ်ချင်တယ် automation လုပ်ချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်ရတော့လဲဆိုရင်
ဒီ API ရှိမှပဲရတာပေါ့နော်အဲ့တော့ API ဆိုတဲ့ကိစ္စကဥပမာဒါဆို Autodesk ပေါ့နော် Revit ကိုဒီ API သူတို့ပေးထားတယ်အဲ့ဒီကိစ္စပေးထားတာကသူတို့ software အထည်ကိုပေါ့နော်ကျွန်တော်တို့ကဝင်ပြီးတော့automation လုပ်လို့ရအောင်လို့သူလမ်းကြောင်းတစ်ခုပေးထားတာပြောမယ်ဆိုရင်သူတို့ရေးထားပြီးသား code တွေရဲ့တချို့ function တွေကိုကျွန်တော်တို့ပေးသုံးလိုက်တာအကုန်လုံးကိုတော့ပေးမသုံးအဲ့တော့ဘယ်လိုလဲဆိုရင်ဥပမာlink ရဲ့ဒီ link model ထဲမှာရှိနေတဲ့ကျွန်တော်ဟို current project ကနေပေါ့ link file မှာရှိတဲ့ဒီ VG ကိုလေ control လုပ်တဲ့ကိစ္စအဲ့ကိစ္စတွေအခုထိမရသေးဘူးသူတို့ပေးမထားသေးဘူးအခုချိန်ထိနော်အဲ့တော့အခုနောက်ပိုင်းနည်းနည်းရလာတာတော့ရှိတယ်အများကြီးတော့မဟုတ်သေးဘူးအဲ့လိုကိစ္စတွေရှိတယ်အကုန်လုံးရလာတော့မဟုတ်ဘူးပေါ့နော်ဒီ Revit software ကသူတို့ရေးပြီးသား function တွေကိုကျွန်တော်တို့တွေကိုယ့်အကို automation လုပ်လို့ရအောင်လို့ဒီ function တွေကိုယူသုံးပါဆိုပြီးတော့ကျွန်တော်တို့ပေးထားလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ function တွေကိုယူသုံးပြီးတော့ပဲသူတို့ဒီ software အတွင်းမှာကျွန်တော်တို့လုပ်ချင်တဲ့ automation တွေအကုန်လုံးလုပ်တာDynamo ကလည်းအဲ့ဒီ Revit software ကပေးထားတဲ့ function တွေကိုပဲယူသုံးပြီးတော့ရေးထားတာကျွန်တော်တို့ Python ကိုDynamo မှာ Python ရေးတော့မယ်ဆိုရင်ဘာလို့လဲဆိုတော့ Revit API ကိုတိမှဒီ function တွေပေးထားတယ်ကျွန်တော်တို့လုပ်ချင်တာဒီလုပ်ချင်တာဒါဆိုရင်အဲ့ function ကိုခေါ်ပြီးတော့သုံးမယ်ဆိုတော့ဟာကိုသိထားမှရတာပေါ့နော်အဲ့တော့ဒီ Revit မှာလည်း API ရှိတာမဟုတ်ပြောချင်တာတခြား software တွေမှာလည်း API ရှိတယ်နော် Fuser သူ့မှာလည်း API ရှိတယ်ဒါပေမဲ့license ထပ်ပတ်သက်ထပ်ပေးရတယ်ထင်တယ်တခြားကျွန်တော်တို့အခုသုံးတဲ့တခြား software တွေရှိတယ်ပေါ့နော်အဲ့ software တွေမှာတချို့ဆိုရင်API ကိုဘာလို့ပေးရလဲဆိုရင် API သုံးချင်တယ်ဆိုရင်ပတ်သက်ထပ်ပေးရတယ်ဒါ Revit မှာတော့အဲ့လိုမဟုတ်ဘူး Autodesk မှာထုတ်ထားတဲ့ product တွေဒီ Revit မှာလည်း API free ပေးထားတာရှိတယ် Nebius AutoCAD ကျွန်တော်ဒီသုံးခုပဲသိတာဆိုတော့တခြား Civil 3D တို့ဘာလို့မှလည်းရှိနိုင်သေးတယ်သူတို့တက်ကိုလည်း API နဲ့အလကားပေးfree ပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဟာတွေယူပြီးရင်ကြိုက်တဲ့ automation ကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့နောက်Excel ပေါ့နော်ကျွန်တော်တို့ဒါ Excel ဒါဆို Microsoft ကထုတ်တာ Excel သူ့မှာလည်း API ရှိတယ်ဒါကျွန်တော်တို့အခုဒီမှာဆိုရင်ဒါသူတို့ default အနေနဲ့ပေးထားတဲ့ tools တွေပေါ့နော်ဒါတွေရှိတယ်အဲ့ဒါဆိုကျွန်တော်အခုကျွန်တော်ရေးထားတဲ့ tool တစ်ခုပေါ့နော်ဒီကိစ္စတွေကဒါကျွန်တော်ရေးထားတဲ့ tools တွေသူမှာ default ပါတဲ့ဟာတွေမဟုတ်ဘူးပေါ့နော်ဒီမှာဒီထဲမှာဆိုရင်အခုကျွန်တော်ဒီရှိမှာဗျာ data တွေကိုကြည့်မယ်ဆိုရင်ဗျာဒီရှေ့မှာ space တွေပါနေပေါ့နော် space တွေပါနေတယ်ဒီမှာဆိုရင် extra space တွေဖြစ်နေ space 2ခု3ခုဖြစ်နိုင်တယ်ပေါ့နော်ဒီမှာဒီထဲမှာကျွန်တော်သူ့ကို space နဲ့တော့1ခု2ခု3ခု4ခုတော့ဒါကျွန်တော်တို့ဒီထဲမှာ3ခုဖြစ်နေတာပေါ့နော် space 3ခုဖြစ်နေတယ်ပြီးရှေ့သုံးမှာလည်း space တွေပါနေတယ် maybe နောက်ဆုံးမှာပါနိုင်သေးလားနောက်ဆုံးမှာလည်းပါနေတယ်ဒီမှာညီရတာတော့မသိဘူးဒီမှာလည်း space တစ်ခုပါနေတယ် space 2ခုပါနေတယ်ပေါ့နော်ဒီ data ကတော့ကျွန်တော်တမင်အဲ့ဒီတမင် create လုပ်ထားတာပေါ့နော်မဟုတ်ရင်ဘယ်သူမှတော့ရှေ့သုံးမှာ space နဲ့data ကိုမပြင်ဘူးပေါ့နော်အဲ့လိုဖြစ်မှာဆိုတော့အဲ့တော့ဒါဆိုကျွန်တော်ဒီမှာဘာကိုပြချင်တာလဲဆိုတော့ clean data မှာ train space ဆိုတာရှိတယ်ဒါကိုကျွန်တော်တို့သူ့ run လိုက်တယ်ဆိုရင်ဒါဆိုရင်2000ပေါ့နော်အခု2000သူအကုန်လုံး train လုပ်ပြီးပါတယ်ဒါဆိုအကုန်လုံးကrow 100ရှိတယ်ဗျာ column က t ထိပေါ့နော်အဲ့ဒီ data တွေအကုန်လုံးကိုကျွန်တော်တို့ကဒီဟာလေးတစ်ခုကို run လိုက်တာ ਨੇ ရှေ့ဆုံးမှာရှိတဲ့ space တွေနောက်ဆုံးမှာရှိတဲ့ space တွေဒီ web တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ extra space တွေကိုဖျောက်သွားပေးလိုက်တယ်เนาะအဲ့ဒါကျွန်တော်တို့ဒီပြောမှဆိုရင်ဒါ Excel မှာရေးထားတဲ့ဒီ tool တစ်ခုပေါ့နော်ဒီautomation တစ်ခုပေါ့အဲ့တော့ဒါကလည်းဘယ်လိုကြောင်းရေးလို့ရလဲဆို Excel ကနေပြီးတော့ကျွန်တော်တို့ API ပေးထားလို့ရေးလို့ရတာနောက်တစ်ခုကဒီကောင်ကဒါ PowerPoint ပေါ့နော် PowerPoint မှာဒီ tools ကဒါကျွန်တော် create လုပ်ထားတဲ့ကိစ္စဒီ exam မှာကျွန်တော်ဘာကိုပြချင်တာလဲဆိုတော့image တွေကိုဒီ folder ထဲမှာဗျကျွန်တော်တို့ image 912ခုရှိတယ်နော်ဒီပုံတွေကိုကျွန်တော်ကဒီ slide ပေါ်ကိုတင်နေတာပေါ့နော်ဒီ slide မှာslide တင်နေတယ်ပေါ့နော်အဲ့တော့ image ဒီဥစ္စာကိုဒီ tools ကိုနှိပ်လိုက်တယ်ပြီးရင်ဒီမှာဘယ် folder ထဲဟာကိုကျွန်တော်တို့တွေခေါ်ထည့်ခြင်းတယ်ပေါ့နော်ဒီထဲကဒီ image file တွေအကုန်လုံးက912ခုရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမှာ grid setting ကဘယ်လိုမျိုးသွားကြလဲဘယ်နှပုံတင်နေတာလဲเนาะ sheet တစ်ခုမှာဘယ်လိုတင်နေတာလဲပြီးရင်တစ်ခုနဲ့တစ်ခုမှာဘယ်လောက်
slide တစ်ခုနဲ့တစ်ခုကိုဘယ်လောက်ချားခြင်းလဲပေါ့နော်ဒီမှာဒါတွေထည့်လို့ရမယ်ပြီးရင်ဒီကောင်ကlayout style ကဆန်နာသွားခြင်းလား align left လားစသဖြင့်เนาะဒီမှာဒါတွေလည်းရွေးလို့ရတယ်ပြီးရင် sorting option ဒီကိစ္စကဘာလဲဆိုတော့ file name နဲ့ကျွန်တော်တို့ကဓာတ်ပုံတွေကိုဒီထဲကိုထည့်ရင် file name နဲ့ sorting လုပ်ချင်တာလားဒါမှမဟုတ် created date ဆိုတော့ဥမာဒီပုံကနောက်ဆုံးရိုက်ခဲ့တဲ့ပုံနော်နောက်ဆုံးပုံအဲ့ဒါဆိုကျွန်တော်တို့အရှိဆုံးကနေပြန်လာချင်တာလားစသဖြင့်ဒီကိစ္စတွေတွားလို့ရမယ်ပြီးရင်တခါတည်းဒီမှာ animation ဒီမှာတခါတည်းထည့် random ထည့်လိုက်ပြီပေါ့နော်ဒီကောင် sorry column random ထည့်လိုက်ဒီကောင်လည်းကျွန်တော်တို့ random ထည့်လိုက်ဒါလေးကိုပြီးနောက်တစ်ခါ file name တွေကိုပါကျွန်တော်ဒီဓာတ်ပုံအောက်မှာထည့်ချင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်သူ့ကို run လိုက်မယ်ဒါဆို slide တွေသူက automatic အကောင်လုံးပုံတွေကိုယူတယ်ယူပြီးတော့ဒီ slide ထဲကိုထည့်တယ်အကောင်လုံးသူပြန်transition တွေရောဒီ effect တွေပါအကုန်လုံးထည့်ပါတယ်ပေါ့နော်ဒါဆိုပြီးပါပြီဆိုတော့ကျွန်တော်တို့သူ့ကိုကြည့်မယ်ဆိုရင်အကုန်လုံးကဒီထဲကိုရောက်လာပြီ file name တွေကလည်းအောက်မှာရှိပြီးသားပြီးတော့ခုနကကျွန်တော်တို့ center left align မဟုတ်ဘူးပေါ့နော် center align ကိုရွေးထားပြီးသားရွေးခဲ့တာဖြစ်တဲ့အတွက်အကုန်လုံးဒီတိုင်းမှန်နေအဲ့ဒါဆိုကျွန်တော်တို့အခုသူ့မှာဟိုလည်းပါပြီးသားပေါ့နော် transition တွေလည်းပါပြီးသား presentation လုပ်မယ်ဆိုဒီကောင်ဆိုslide show လုပ်မယ်ဆိုလုပ်လို့ရနေပြီဒီကဒါလည်းကျွန်တော်တို့ဘယ်လိုသွားလိုက်တာလဲဆိုတော့ဒီ PowerPoint ကိုတုံးတာလည်းဒီ Microsoft က PowerPoint နဲ့ပေးထားတဲ့ API ကိုပဲကျွန်တော်တို့ယူပြီးတော့တုံးလိုက်တာနောက်တစ်ခုကဒီကောင် AutoCAD ဒါ AutoCAD မှာဆိုရင်ကျွန်တော်တို့ကဒီ tools ခုကိုကျွန်တော်ဒါ AutoCAD API ကိုတုံးပြီးတော့ရေးထားတယ်အခုဒီထဲမှာဆိုကျွန်တော်တို့တွေdimension တွေအများကြီးဖြစ်နေအောင်နော်ဒီ dimension တွေကျွန်တော်အကုန်လုံးဖြတ်ချင်တယ်အဲ့တော့ dimension ကဘယ်မှာလဲဖြစ်နေတော့ block အတွင်းမှာဖြစ်နေတဲ့ကိစ္စ block တွေကိုကျွန်တော်ဝင်လိုက်တယ်ဝင်ပြီးတော့ဒီ dimension ကိုဖြတ်မယ်ဆိုရင် block ထဲမှာနောက်ထပ်ပြီးတော့ block တွေဖြစ်နေသေးတယ်ဒီထက်ထပ်ဝင်လိုက်တယ်ဒီမှာထပ်ပြီးတော့ block ထဲမှာပဲထပ်ပြီး dimension ဖြစ်နေရှိနေသေးတယ်အဲ့ကျွန်တော်တို့တွေ nested block တွေအတွင်းကိုဝင်ပြီးတော့နောက်ဆုံးကိုကဒီမှာလည်းရှိနေသေးတယ်ပေါ့နော်ဒါလည်းထပ်ပြီးမှဟိုဖြစ်နေသေးတယ်ဒါဆိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင်သူ့ထက်ထပ်ဝင်ပြီးတော့မှဒီရောက်မှဒီ dimension ကိုဖြတ်ပေါ့နော်စသဖြင့်အဲ့လိုလုပ်အောင်ကိစ္စရှိတယ်အဲ့တော့ nested block တွေအတွင်းမှာလည်းnested ကိုမှထပ်အများကြီးတွေဖြစ်နေနိုင်တယ်ပေါ့နော်အဲ့ဒီခါကိုကျွန်တော်ဗာရေးထားတယ်ဆိုရင် remove all dimension ဆိုတဲ့တခုရေးထားတယ်သူ့ကိုကျွန်တော်နှိပ်လိုက်တယ်ဒါအကုန်လုံးကမရှိတော့ဘူးဒီဘာလို့လဲဆိုတော့ဒီ cut file တခုလုံးကိုယူပြီးတော့မှ block ဒီ nested block တွေအတွင်းကို looping ပတ်ပြီးတော့မှတွေ့တဲ့ dimension တွေအကုန်လုံးဖြတ်ပြီးမှပြန်ပြီးတော့ဒီ block ကိုခုနကကျွန်တော် manual သွားနေကိစ္စပေါ့နော် block အတွင်းကိုဝင်တယ်ပြီးဖြတ်ပြီးပြန်ထွက်တယ်အဲ့လိုကိစ္စတွေအကုန်လုံးကိုprogram နဲ့ပဲလုပ်သွားတာပေါ့နော်အဲ့ဒီဟာတော့ကျွန်တော်ဘာလို့သုံးထားလဲဆိုတော့ခုနAutoCAD ရဲ့ API ကိုသုံးပြီးတော့ရေးထားတယ်ပြီးနောက်တစ်ခုကဒီကောင် Naviworks ပေါ့နော် Naviworks မှာဆိုရင်ကျွန်တော်ဒီမှာဒီ selection tree တွေရှိမယ်ပေါ့နော်အဲ့လိုကိစ္စမျိုးတွေကိုလည်းကျွန်တော်တို့တွေcreate လုပ်လို့ရတယ်ဒီ doc panel ကိုကျွန်တော်နှိပ်တယ်ဆိုရင်ဒါကျွန်တော် create လုပ်ထားတဲ့ panel တစ်ခုပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုမျိုးautomation တွေကိုရေးခြင်းလဲပေါ့နော်အဲ့တော့ဒါဆိုဒီ pattern လေးနှိပ်တယ်ဆိုရင်ဒီလိုမျိုးdialog box ထွက်လာတယ်ဒါတွေအကုန်လုံးလုပ်လို့ရနေခြင်းကိစ္စကဘာကြောင့်လုပ်လို့ရနေဆိုတဲ့ကိစ္စကခုနဒီ API ကြောင့်ပဲ Naviworks မှာခုန Naviworks API ကိုပေးထားတာရှိတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ Naviworks ကပေးထားတဲ့ function ကိုသုံးပြီးတော့လုပ်လို့ရတယ်ပြီး AutoCAD ဆိုလည်း AutoCAD မှာပေးထားတဲ့ API ကိုသုံးပြီးတော့ကျွန်တော်တို့လုပ်ချင်တဲ့ automation တွေရေးလို့ရတယ်အဲ့တော့ဘယ် software မှာ Tekla မှာလည်းရှိတယ်နော် Tekla လည်းကျွန်တော်ရေးခဲ့ဘူးလေဘယ် software မှာမဆို API ရှိတယ်အဲ့တော့ဒီ API ကိုသုံးပြီးတော့ကျွန်တော်တို့လုပ်ချင်တဲ့ automation ကိုရေးလို့ရတယ်ဒါပေမဲ့software တိုင်းကတော့သူတို့ခွင့်ပြုထားတဲ့အတိုင်းအတာတစ်ခုပဲကျွန်တော်သုံးလို့ရတာပေါ့နော်ဥပမာကျွန်တော်တို့တွေသူတခြားအိမ်ကိုသွားလဲတယ်ပေါ့နော်ဒါအိမ်ရှင်ကခွင့်ပြုထားတဲ့area တင်းမှာကျွန်တော်တို့ဝင်လို့ရတယ်ဟုတ်တယ်ဥပမာliving room မှာပဲနေလို့ရတာပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကရက်ရှည်နေတယ်ဆိုရင်ကိုအိမ်မက်အခန်းရှိမယ်တခြားခန်းတွေဝင်လို့မရဟုတ်တယ်ဟုတ်အဲ့ဒီတိုင်းပဲဒီ API ဆိုတဲ့ကိစ္စဒီ software တွေကသူတို့ဘယ်အထိခွင့်ပြုထားလဲပေါ့နော်အဲ့ဒီခွင့်ပြုထားတဲ့အတိုင်းအတာအတွင်းကိုကျွန်တော်တို့ကြိုက်တာဝင်လုပ်လို့ရတယ်သူတို့ function တွေသုံးမယ်သူတို့ software တွေမှာ automation တွေလုပ်မယ်เนาะအဲ့တော့ဒီ Dynamo မှာလည်းကျွန်တော်ဘာကိုသုံးထားလဲဆိုရင် Web API ကိုသုံးထားတယ်เนาะသုံးပြီးတော့မှကျွန်တော်တို့ကဒီ automation တွေကိုဝင်လုပ်တဲ့ကိစ္စဒီဗာမေးစရာရှိတယ်မသိဘူးတခုခု
ပြောနေလားမသိဘူးကျွန်တော်မကြောက်ဘူးနော်ဝေဆိုတဲ့တယောက်စကားပြောနေလားကျွန်တော်မကြောက် မရှိသေးပါဘူး အော်မရှိသေးပါဟုတ်ကဲ့ဟိုရတော့ကျွန်တော်ဆက်သွားလိုက်မယ်နော်โอเคအခုကျွန်တော်ဒိုင်နမိုပေါ့နော်ဒိုင်နမိုစလေးလာတော့မယ်ဒိုင်နမိုကဘယ်ကနေအခြေခံထားရဆိုတဲ့ကိစ္စအထိတော့နော်အခုအားလုံးသိလောက်ပြီထင်တယ်နော်ရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီးပါပြီနော်သူက physical programming နော် programming လုပ်တဲ့ဟာပြီးတော့ဘာလုပ်ဆရာမလို့ဆိုရင်ကျွန်တော်တို့ကကုတ်ရေးမဲ့အစားပေါ့နော်ဒီ visual note တွေကိုပဲယူပြီးတော့တုံးသွားမယ်ကိစ္စတွေနော်ပြီးတော့ဘာတွေလုပ်လို့ရလဲဆိုရင် repetitive test တွေကိုကျွန်တော်တို့တုံးပြီးတော့အမြဲတမ်းဒီအချိန်ကုန်တဲ့ကိစ္စတွေပေါ့နော်ဥပမာ parameter example တခုပေါ့နော် parameter တွေကျွန်တော်တို့ကset တဲ့ကိစ္စပေါ့နော်ကျွန်တော်တို့မှာ Excel ရှိမယ်Excel ထဲမှာ data တွေရှိအဲ့ data တွေယူပြီးတော့ကျွန်တော် parameter ကိုသတ်မှတ်ထားတဲ့ဒီ element တွေရဲ့ parameter တွေဝင်ပြီးတော့ရေးတယ်အဲ့လိုကိစ္စမျိုးတွေဆိုရင် repetitive ဟာတွေပြီးတော့အဲ့ဒီဟာကို type ပြီး change ရရှိတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က Excel မှာ update လုပ်လိုက်တယ်ပြီး data တွေကို manual ပြန်ပြီး key in ဝင်ရမယ်ဆိုတဲ့ကိစ္စတွေရှိမယ်ဒါမျိုးကိစ္စတွေဆိုရင်Dynamo နဲ့တွားလို့ရတယ်ပေါ့နော်ပြီးတော့ဒီ view တွေ creation လုပ်တဲ့ကိစ္စတို့ဒီ sheet creation လုပ်တဲ့ကိစ္စတွေနော်ဒါမျိုးတွေဆိုတဲ့ဥမာ sheet တွေပေါ်ဖြစ် view တွေခေါ်ပြီးတော့တင်နေတာလဲတော့ပြီးရင်ဒီview name တွေ family name တွေကိုကိုကပြန်ပြီး title လုပ်ချင်တယ်ပေါ့နော်naming ကိုဗျာဥမာ title case နဲ့ပြန်သွားချင်တာလား upper case နဲ့သွားချင်တာလားပြီးရင်အဲ့ဒီ family name ဆိုလဲ family မှာရှေ့မှာကို company name ထည့်ချင်တာလားပြီးတော့တချို့ဆိုရင် naming ပေးတာက dash ပေးတာရှိတယ်တချို့ underscore နဲ့ပေးတယ်ပြီးတော့ project တစ်ခုလုံးမှာဆိုရင်တချို့ဟာတွေက dash တွေသုံးတယ်တချို့ဟာတွေက underscore တွေသုံးတယ်အဲ့ဒီဟာတွေအကုန်လုံးကိုပြန်ပြီးတော့title ပြန်လုပ်မယ်ဆိုရင် manual သွားနေမယ်ဆိုရင်တစ်ခုသွားပြီးတော့ rename လုပ်လိုက်အဲ့လိုကိစ္စမျိုးတွေဆိုရင်ကျွန်တော်တို့ဒီ Dynamo နဲ့သွားမယ်ဆိုရင်လည်းသွားလို့ရတယ်ပေါ့နော်အဓိကတော့ဒီ repetitive jobs တွေကိုကျွန်တော်တို့ဒီ automation ကို Dynamo သုံးပြီးတော့ဖြည့်ရှင်းလို့ရမယ်နော်အဲ့တော့ Dynamo ကတခြားဒီ geometry creation လုပ်တဲ့အပိုင်းလည်းရှိတယ်เนาะအခုကျွန်တော်သွားမယ်အဓိကအပိုင်းကတော့ automation ဘက်ကိုအဓိကသွားမှာโอเคအဲ့တော့ကျွန်တော်တို့က Dynamo စဖွင့်မယ်ဆိုရင်เนาะဒါတွေရှိเนาะဒီအားလေးတွေရှိမယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့သွားကြည့်တာပေါ့နော် Revit software မှာပဲအရင်ဆုံးကြည့်လိုက်တာပါတော့ဘယ်မှာရှိလဲဆိုရင် manage အောက်ကိုသွားပါနော် manage အောက်မှာ Dynamo ရှိတယ် Dynamo player ရှိတယ် player ကကျွန်တော်တို့နောက်ပိုင်းမှာသွားမယ်ပေါ့နော်အခုလောလောဆယ်ဘာကိုသွားမလဲဆိုရင် Dynamo သွားမယ်နော်ဒီနှစ်ခုကကန်နေတာဖြစ်တဲ့အတွက်ဒီ Dynamo player ကိုမှားပြီးနှိပ်ပြီးမှဆိုလို့အများကြီးတော့ဒီ ID မှာပေါ့နော်အများကြီးတော့မရှိပါဘူးဒီအရင်ဆုံးကျွန်တော် file ကိုကစက create လုပ်မှာလားဒါမှမဟုတ် custom creation လုပ်မှာလားစသဖြင့်ပြီးနံပါတ်2ကကျွန်တော်တို့က recent ဆိုတာကျွန်တော်တို့create လုပ်တဲ့ file တွေကဒီထဲမှာလာပြီးတော့ရှိနေမယ်ပေါ့နော်ပြီးတော့ backup ကကျတော့ဥပမာတစ်ခါလေးမှာကိုကfile တစ်ခု script ကိုရေးနေတယ်သူ crash ဖြစ်သွားတဲ့ကိစ္စတွေဆိုရင်ဒီ backup အောက်မှာရှိမယ်နောက်တော့ discussion forum ဆိုတဲ့ကိစ္စကကျွန်တော်တို့တွေဒီဥစ္စာကိုကျွန်တော်နှိပ်လိုက်တာ ਨੇ ဒီ discussion forum နဲ့တန်းပြီးရောက်ပါတယ်ပေါ့နော်အဲ့လိုF11 နော်အပြင်ဒီ Dynamo website ကဒီမှာလည်းကျွန်တော်တို့လာပြီးတော့လေ့လာလို့ရတယ်နော်ဒီမှာလည်းသူ့ရဲ့ resource တွေအများကြီးရှိတယ်ပြီး reference ကတော့ခုနကဒီမှာသလုံးအောင်ဒီ date ကြကိုသူတို့ရေးပေးတယ်နော်ဒီဥစ္စာမှာလာပြီးလေ့လာလို့ရတယ်ပြီးနောက်တစ်ခုက GitHub ကဒီသူ Dynamo ရေးထားတဲ့ code တွေအကုန်လုံးသူ open source ဖြစ်တဲ့အတွက်ဒီ Dynamo software တစ်ခုလုံးကိုရေးထားတဲ့ code တွေဒီထဲမှာရှိတယ်အဲ့တော့တကယ်လို့ကိုကအဲ့ code တွေကိုသိချင်တယ်ဆိုရင်ဒီမှာလာကြည့်နော်ဒီထဲမှာလာကြည့်လို့ရမှာ 2D ကိုကသူတို့ဘာ change ရှိလဲတော့မသိဘူးနော်ဒီမှာ 2D ကိုက comment လုပ်ထားတာရှိတယ်ဒါဒီ Dynamo ရေးထားတဲ့ဒီ software ကိုရေးထားတဲ့ code တွေအကုန်လုံးကိုချပေးထားတယ်ဘာလို့ဆိုတော့ open source မဟုတ်လို့ဒါ Revit ကိုတော့အလုပ်ချမပေးထားဘူးနော်အဲ့တော့သူ open source software မဟုတ်ဘူးနော်အဲ့တော့နောက်တစ်ခုကဒီ sun issue ဆိုတဲ့ကိစ္စတော့ဒါသူ2026ထွက်တယ်ဗျာ2026
Dynamo သုံးကြည့်တယ်တခုခုကအဆင်မပြေဘူးပေါ့နော်လုံးဝဟိုဒီဟို issue တစ်ခုပုံမှန်အလုပ်လုပ်တဲ့ပုံစံမဟုတ်ဘူးဆိုရင်ဒီမှာလာပြီးတော့ restore လုပ်လို့ရတယ်ဒီမှာလာပြီး restore လုပ်ရတယ်ဒါကျွန်တော် GitHub ကို login ဝင်ကျွန်တော်ဒီမှာ issue တွေကို restore လုပ်လို့ရတယ်နောက်တစ်ခုက sample ကသူ့ရဲ့ဒီ sample project file တွေကိုဒီမှာလာကြည့်လို့ရတယ်အဲ့တော့သူ့ကိုနှိပ်လိုက်ရင်တကယ်တော့ sample project ထဲကိုရောက်သွားမှာဒီအခုတော့ဒီမှာsample project ထဲကိုတန်းပွင့်မသွားဘူးအဲ့ဒီဟာအတွက်ကိုတော့ကျွန်တော်ဘယ်ကနေသွားမလဲဆိုတော့ plan လမ်းကြောင်းတစ်ခုတော့ပေးထားတယ်ဒီမှာဆိုရင် Dynamo နဲ့ပတ်သက်တဲ့ဟို sample file တွေရှိတယ်ဒီမှာဒါတွေရှိတယ်ဒါ sample project form အဲ့ဒီ sample project pack ကိုကျွန်တော်ဒီမှာပေးထားတာရှိတယ်ဒီကောင် C program data Autodesk ကိုသုံးတဲ့ဒီ Revit version ပေါ့နော် RVD 2024 2024 2025 2025ပေါ့အဲ့နောက်ဆုံးမှာကျွန်တော်ဒီ EMUS ဒီထဲမှာကျွန်တော်တို့ရဲ့ဒီ sample project ရှိတယ်အခုဒီ software ကကျွန်တော်အခု2024ကိုသုံးတယ်ဟိုတနေ့ကကျွန်တော်ဒီ Telegram group ထဲမှာပေါ်တင်လုပ်ခိုင်းလိုက်တာ2025သုံးတဲ့လူများတယ်ဒါနဲ့ကျွန်တော်2023နဲ့2021သုံးတဲ့လူလည်းရှိတော့ကျွန်တော်2024ပဲသုံးလိုက်တယ်အများကြီးတော့မကွာဘူးကွာတာတော့ရှိတယ်အများကြီးတော့မကွာဘူးနည်းနည်းဟိုဒီကဆိုကျွန်တော်2026ဒီတော့ဟို install လုပ်ထားတာရှိတယ်ဒါပေမဲ့ဟို2024နဲ့ပဲเนาะကျွန်တော်သုံးလိုက်တယ်အဲ့တော့ဒီ Dynamo စဖွင့်ပြီဆိုရင်ကျွန်တော်မြင်ရတဲ့နော်ပုံစံအဲ့တော့အရင်တခြား software တွေလောက်ဟိုရှုပ်ရှုပ်ရှက်ကြီးတော့မရှိပါဘူးเนาะဒါလေးပဲရှိတယ်โอเคနောက်တစ်ခုကကျွန်တော်ဒီ Dynamo တွေကိုကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်sorry file extension ပြောတာကြံတယ်file extension ကကျွန်တော်တို့ဒီ Dynamo file ကို save လိုက်ပြီဆိုရင် save လိုက်ရင် .dyi နဲ့ save တယ်နော်custom node ဆိုရင်တော့ .dynf အခုကျွန်တော်တို့ကဟိုဒီ Dynamo graph creation လုပ်မှာဖြစ်တဲ့အတွက်အဲ့ဒီ file ကဘာဖြစ်မလဲဆိုတော့ .dynနဲ့ save လိုက်မယ်နောက်တစ်ခုက2020ကနေအထက်ဆိုရင် Dynamo မှာဟိုသူတို့ change ဖြစ်သွားတယ်ဒီ bit change တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ဟိုအစာပိုင်းကသူ HTML format နဲ့သုံးတယ်ဒီ file format ကိုပေါ့နော် HTML format နဲ့သုံးတယ်အဲ့ဒီနောက်ပိုင်းမှာသူတို့ဘာကို change လိုက်ဆိုတော့2020ကနေစပြီးတော့ JSON format ကို change လိုက်တယ်အဲ့တော့ version 2အထက်ဖြစ်ရမယ်ပေါ့နော်အခုနောက်ပိုင်းသွားမယ့်ကိစ္စကလုံးဝ Dynamo version 2အထက်ဖြစ်ရမယ်အဲ့ဒါဆိုရင်ဟိုသုံးလို့အဆင်ပြေတယ်ပေါ့နော်version တကယ်တော့လည်းရှိတော့မရှိတော့ပါဘူး2019လို့18လို့သုံးတဲ့လူတွေအခုမရှိတော့ထင်တာပဲဟုတ်အဲ့တော့ဒီ file ကိုကျွန်တော်တို့ dyn file ကိုကျွန်တော် open with ဒီအောင်နဲ့ဖွင့်ကြည့်လိုက်မယ်ဒါဆိုကျွန်တော်တို့ကဒီ Dynamo file ကိုဖွင့်လိုက်တာပေါ့နော်သူ့ထဲမှာမြင်ရတဲ့ဟို data တွေပေါ့နော်အဲ့ data တွေသူကအခုနောက်ပိုင်းမှာဘာနဲ့လုပ်လိုက်တာလဲဆိုတော့ JSON format နဲ့ save လိုက်တာသူတို့ file တွေ save လိုက်တယ် JSON format နဲ့ save လိုက်တယ်ဒီမှာဆိုရင်ဒီကိစ္စကြီးမြင်နေရခြင်းကိစ္စ note ရဲ့ဒီ ID ကိုမြင်ရတာကျွန်တော်ဒီလောက်ထိသွားမှာတော့မဟုတ်ဘူးเนาะဒါကျွန်တော် knowledge အနေနဲ့ဖွင့်ပြရတာဒီမှာဆိုရင်တော့ JSON format နဲ့သွားတာအရင်တော့ကျွန်တော်တို့ကဟို HTML format နဲ့သွားတာအဲ့တော့အဲ့ဒီ change တစ်ခုတော့ရှိတယ်အကုန်လုံး version 2အထက်တော့ဖြစ်ရမှာပေါ့နော်ဒီ2020အထက်တွင်းထားတဲ့လူတွေအကုန်လုံးကတော့ version 2ပြဒီ Dynamo version 2အထက်3.something နေတော့အခုဖြစ်နေပြီကို2019 18အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုအဲ့ version တွေအများနဲ့ဟိုအသစ်ထွက်တိုင်းဟို update လုပ်ရတယ်အခုနောက်ပိုင်းတော့တခါတည်းအတိုင်းဟို Revit software install လုပ်တာနဲ့ဟို Dynamo ကပါလာပြီးသားเนาะโอเคအဲ့တော့ကျွန်တော်ဒီမှာနော်ဟို file တစ်ဖွင့်မှာဖြစ်တဲ့အတွက် new ရှိတယ် custom node ရှိတယ် custom node ကိစ္စကနောက်ပိုင်းမှာတောင်းတယ်ဟုတ်တယ်ဒါကျွန်တော်တို့ဟိုလောက်အောင်မယ့်ကိစ္စပေါ့နော်အခုလောလောဆယ်တော့ file တစ်ဖွင့်လိုက်ဟုတ်အဲဆိုရင်ကျွန်တော်တို့ရဲ့ဒီဟိုကဒီတိုင်းတက်လာပြီပေါ့နော်ဒီ Dynamo ရဲ့ ID ကဒီတိုင်းနော်ဒီတိုင်းတက်လာအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ခင်ဗျားတို့ဒီမှာမြင်နေရဖွင့်လိုက်ရင်ဘာပဲမြင်ရမလဲဆိုရင်ဒီအထိပဲမြင်ရလိမ့်မယ် dictionary ကနေပြီးတော့ဒီ unit ထိပဲမြင်ရလိမ့်မယ်ဒီအောက်ပိုင်းကတော့ဟိုမြင်ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာဒီ external package တွေကိုပေါ့နော်ဟိုက install လုပ်ထားတဲ့အတွက်ဒီအားမြင်နေရတာအဲ့တော့ခင်ဗျားတို့ဒီမှာဖွင့်လိုက်လို့ဒီအောက်ကဟာတွေမပါဘူးဖြစ်မှာဆိုတော့နော်ဒါနောက်ပိုင်းဒီ
ဒီ package တွေကိုနောက်ပိုင်း install လုပ်အောင်နော်နောက်မှတော့ကြမယ်โอเคအဲ့တော့ကျွန်တော်တို့ကအခုဒီမှာဆိုရင် Dynamo ထဲမှာမြင်နေရတာဘယ်နှခုရှိလဲဆိုတော့အခုကျွန်တော် zone score bar ကိုပေါ့နော်ဟိုကလိမ့်နိုင်တယ်ဒီ zone in zone out ဖြစ်မသွားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ view နှစ်ခုရှိတယ်ဗျ switch to geometry view သွားလိုက်ဒါဆိုရင်ကျွန်တော်တို့က geometry view ကိုသွားတယ်ဆိုရင်ကျွန်တော်ကဒီ geometry view တွေကိုဝင်သွားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက switch to node view ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ node တစ်ခုမှာခေါ်မထားလေးလို့အဲ့မှာ node တစ်ခုခေါ်ထားပြီပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကသူ့ကိုအခုသူ့ scope bar ကိုလှည့်တယ်ဆိုရင်ဒီအောင်zoom in zoom out ဖြစ်နေတယ်အဲ့ဒါကနှစ်ခုရှိတယ်ပေါ့နော်ဒီရှေ့မှာ node view ရှိတယ်နောက်မှာ geometry view ရှိတယ်နှစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ geometry view နဲ့ node view နဲ့ကိုချိန်နေတယ်ဆိုရင်ဒီကနေချိန် right click နော် switch to node geometry view node view အဲ့ကနေမသွားခြင်းဒီကနေသွားလို့လည်းရတယ်ဒီကနေသွားလို့လည်းရတယ်နော်အဲ့ဒီမှာဒီကောင်လေး on off ပေါ့နော်ဒီဟာတွေကတော့ကျွန်တော်တို့ကဒီ fit to view လို့နော်ဒါဆိုရင်ဒါလေးဒီဥစ္စာလေးလွယ်လွယ်လေးပါအများကြီးတော့ဟို ID နဲ့ပတ်သက်တာအများကြီးတော့မရှိပါဘူးเนาะတက်လောက်ပဲဒီ node grab view ကိုတွားတာတို့ node view ကိုတွားတာဒီနိုင်ဖို့နောက်တစ်ခုဒီကောင် library ဒီဥစ္စာကိုကျွန်တော် library ခေါ်တယ်ဒါသိရမယ်ကိစ္စပေါ့နော်ဒီထဲမှာကျွန်တော်တို့ကဟိုတို့ကျွန်တော် hide ထားလို့ရတယ်နော်ဒီ library ကို hide ထားလို့ရတယ်ကျွန်တော်တို့ဒီခေါ်ချမဲ့ node တွေအကုန်လုံးကဒီထဲမှာရှိတယ်ဒီထဲမှာရှိရတော့ကျွန်တော်ဒီတစ်ခုချင်းစီကိုဖွင့်ကြည့်မယ်ဆိုရင်အများကြီးရှိတယ်နောက်ရက်ဒီမှာပေါ့နော်ဟိုကိုအားရဲဆိုရင်ဘာလုပ်ကြည့်မလဲဆိုရင်ဒီဟာတွေရောက်ဖြစ်ကြည့်ဒီထဲမှာဘာတွေပါနေလဲဆိုလိုက်ကြည့်ပေါ့နော်ဒီလောက်အများကြီးကိစ္စကိုတော့ကျွန်တော်တို့တွေဟိုမှတ်မိမှာလည်းမဟုတ်ဘူးအလုပ်ချက်ဖို့လည်းမလုပ်သုံးရင်းနဲ့နောက်ပိုင်းမှာဘယ်နှုတ်ကိုဘယ်လိုခေါ်သုံးရမလဲဆိုတာဟိုကိုသုံးမှအများကြီးသိလာလိမ့်မယ်နော်လောလောဆယ်တော့ဟိုဘာတွေရှိရဲဆိုတာမြင်ဘူးရဲ့ရှိအောင်တော့တစ်ချက်တော့ဖွင့်ကြည့်ပေါ့နော်ဘာတွေပါတယ်ပေါ့နော်ဟိုအလွတ်ချက်ဖို့တော့မဟုတ်ဘူးနော်နောက်ရက်တွေမှာဒီဥစ္စာလေးကြည့်ကြည့် okay right click pan အများကြီးတော့ ID နဲ့ပတ်သက်တာအများကြီးမရှိဘူးဗျဒီလောက်ပဲပေါ့နော်ဘာလို့ဆိုဒီကောင်ကဒီ Revit အထဲမှာထည့်ထားတဲ့ဒီ tool တစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်သူကအများကြီးဟို ID နဲ့ပတ်သက်တော့အများကြီးပြောစရာမလို Revit မှာဆိုတော့ tools တွေအများကြီးနော်ဒီတခြားကိစ္စတွေပြောစရာတွေအများကြီးရှိတယ်နော်ဟုတ်ပြီအဲ့တော့အခုကျွန်တော်တို့ကနောက်တစ်ခုပါဆက်သွားမယ်ဆိုရင် note တွေဘယ်လိုခေါ်ချရမလဲnote တွေဘယ်လိုခေါ်ချရမလဲဆိုတော့သွားကြမယ်ဒါတော့အရေးကြီးတဲ့ဘက်ပါလာပြီပေါ့ဒါဆိုကျွန်တော်တို့သိရမယ်ကိစ္စ note ခေါ်ချမယ်ဆိုရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ကိုခေါ်ချခြင်းတဲ့ note ကို library မှာလာပြီးတော့ search လုပ်လို့ရတယ်အခုမှ string string ဆိုတဲ့ note ကိုကျွန်တော်ခေါ်ချခြင်းတယ်ဒါဆိုကျွန်တော်တို့ string လို့ရိုက်လိုက်တာ ਨੇ ဟိုသူကဒီမှာလာပြီးတော့ဒီ sorting လာလုပ်ပြီးတယ်သူ့ကိုကျွန်တော်တို့ကဒီကောင်လိုချင်တယ်ဆိုရင်သူ့ကို page တစ်ချက်နှိပ်လိုက်တာ ਨੇ ကျွန်တော်ဒီ workspace ထဲမှာလာပြီးတော့ဒီကောင်ရောက်လာတယ်နော်အဲ့ဒါနောက်ထပ်ကျွန်တော်တို့တခုခေါ်ချခြင်းတယ် number ပေါ့နော် number note ကိုခေါ်ချခြင်းတယ်ဆိုရင်set number ရှိတယ်ကျွန်တော်တို့လိုချင်တဲ့ number ကဘယ်ဟာလဲပေါ့နော်2 number တော့နော်ဒီကောင်ဒါဆိုရင်ဒါလေးချက်ကြည့်အောင်နော် row number ဆိုဘာလဲဆိုကျွန်တော်ဒီထက်ကို row ထည့်ပေးရဆိုရင်ဒီကမှာ row နဲ့ number ကိုထွက်တယ်အခုလိုချင်တဲ့ကျွန်တော် number တော့ဒီကောင်တော့မဟုတ်ဒီအောင်ဆက်လို့ချင်တယ် input ကိုလိုချင်တာဒါဆိုတော့ number လို့ပြီးကျွန်တော်ဒီကနေ volume ခေါ်ကြကြည့်အောင် volume ကိုရိုက်လိုက်တယ်ဒီကောင် volume ပေါ့ဒါဆိုဒီကောင်လေးကြားလိုက်သူ integer ကိုခေါ်ထားinteger ဘာလို့ integer ကိုရိုက်ထည့်ရင် integer slider ကြာလာတယ်အဲ့တော့ integer မှာကျွန်တော်တို့တွေဒီလိုမျိုး number လိုမျိုးလုံးမရှိဘူးပေါ့နော် integer လို့ရိုက်ထည့်ရင် integer slider ကြာလာပြီnumber လုံးလိုမျိုးဟိုမရှိဘူးဆိုတော့ဘာလဲဆိုတော့တကယ်လို့ကျွန်တော် integer ကို integer data လိုချင်တယ်ဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဒီဘက်မှာကိန်းပြေးပေးရထည့်လိုက်နော်30.5 ဆိုရင်တော့ဒါကျွန်တော် number ဖြစ်သွားပြီပေါ့နော်30ဆိုရင်တော့ဒါဆိုရင်ဟို integer ဖြစ်သွားပြီအဲ့တော့ဒီ number node ကဘာကိုနှစ်ခုသုံးတယ်ဒါမှတ်ထားမယ်နော် integer နောက်ပိုင်းမှာကိုက data integer ကိုရိုက်ထည့်ရမယ်ဆိုရင်
integer node ကြီးရှာနေတွေ့မှာမဟုတ်ဘူးเนาะဘာလို့တော့မှာလဲ number node ကိုခေါ်ပြီးတော့ဒီကောင်တော့အောင်အဲ့တော့ဒါကကျွန်တော်တို့က node တွေခေါ်ချမယ်ဆိုရင်ဒီကနေခေါ်ချလို့ရတယ်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ခေါ်ချမယ် node ကဘယ်မှာရှိတယ်ဆိုတော့အဲ့ဒီသွားရမယ်နော်အဲ့တော့ဒီထဲကိုသွားတယ်ပြီးရင်ဒီမှာ input ဆိုတာရှိတယ်ဒီကိုခေါ်ချဒါတွေရမယ်ပြီးရင် number လို့ချင်းဒီကိုလာ string လို့ချင်းဒီကိုလာအဲ့ဒါကတော့ဗျာသုံးခဲ့တယ်ဗျာသုံးခဲ့ဆိုတော့သုံးတယ်တော်တော်သုံးခဲ့တယ်တခါဒီမှာကိုဟာဥမာ schedule နဲ့ဆိုင်တဲ့ဟာလဲဆိုရင်ဗျာနာမည်တွေကအရန်ဟိုတူတာတွေများတယ်ပေါ့နော်အဲ့လိုကိစ္စမျိုးမှာဆိုရင်တော့ဒီထဲကိုလာပြီးတော့ဖွင့်ကြည့်ပြီးတော့ဒီကနေခေါ်ချတယ်ဟိုပုံမှန်တော့ဘာလုပ်လဲဆိုရင်ဒီကနေရှာရင်ရှာမရှာရင်နောက်တစ်ခုခေါ်ချလို့ရတဲ့နည်းရပါလဲဆိုရင်ဒီ web page ထဲမှာကျွန်တော် right click ခောက်တယ် right click ခောက်လိုက်ကြတယ်ဒီမှာကျွန်တော်တို့ခေါ်ချခြင်းနဲ့ဟာကိုရိုက်ထည့်လိုက်အောင်မယ်နံပါတ်ကြလာပြီအဲကျွန်တော်သူ့ကိုup arrow down arrow နဲ့ကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်အခုကျတော့ number ကိုလိုချင်တယ်ဆိုရင် enter ဆောက်လိုက်ဆိုရင်ဒီအောင်ကြာလာတယ်နောက်တစ်ခု boolean ခေါ်ချကြည့်အောင် boolean ကိုသူ့ကိုနှိပ်လိုက်တာနဲ့ boolean တော့ကြာလာပြီပြီး string ကိုခေါ်ချတယ်ဟုတ်ခုနကတော့ integer ဆက်ကြာတယ်အဲ့တော့ node တွေကိုကျွန်တော်တို့ခေါ်ချမယ်ဆိုရင်၃ခုခေါ်ချလို့ရတယ်နော်ဘယ်လိုခေါ်လဲဒီကနေပြီးတော့ right click ခောက်ပြီးတော့ဒီမှာလာပြီးတော့တိုက်ပြီးတော့ခေါ်လို့ရတာရှိတယ်မဟုတ်ရင်ဒီမှာလာပြီးတော့ရှာမဟုတ်ရင်ဘာလုပ်ရမလဲဘယ်မှာရှိတယ်ဆိုတာဒီကနေသွားပါတော့အဲ့တော့၃ခုခေါ်ချလို့ရတယ်နော် node တွေခေါ်ချမယ်ဆိုရင်ရမလားဒီဟာလေးတစ်ချက်တော့ဟိုစမ်းကြည့်ပေးပါဦးပေါ့နော်ဒီ node ခေါ်ချတာလေးကျွန်တော်ခဏ record ရထားတယ်နောက်တစ်ခုကကျွန်တော်တို့အခုဒီအမြဲတမ်းဟိုလို့ပြောမယ်ဆိုရင် good practice တစ်ခုပေါ့နော်အမြဲတမ်း file အသစ်ကိုဖွင့်တိုင်းဘာလုပ်ရမလဲဆိုရင် file အသစ်ကိုခေါ်လိုက်ရင်ဒီကောင်လေ automatic ကိုအမြဲတမ်း manual ထားပြီးဒါဟိုတေချာပေါက်လုပ်ကိုလုပ်မယ်ကိစ္စနော်ဒီကောင်ကျွန်တော်တို့သူ့ကိုပိတ်လိုက်တယ်ဗျာဟိုအသစ်ပြန်ဖွင့်လိုက်မယ်အသစ်ပြန်ဖွင့်လိုက်ရင်သူကအမြဲတမ်းဘာနဲ့တက်လဲဆိုရင်ဒီမှာ automatic ဆိုပြီးတက်လာတယ်အဲဒီကိစ္စကဟိုကျွန်တော်တို့ကအခုမှစပြီးတော့ဒီ Dynamo script ကိုစရေးမဲ့ဟာပေါ့နော်ရေးမဲ့အချိန်မှာကျွန်တော်တို့ automatic သွားထားရဲဆိုရင်သူကဘာလုပ်လဲဆိုရင်တခုခုသူက change ဖြစ်တိုင်းနောက်ကလိုက်ပြီးတော့ run ပေးနေတာဥပမာဆိုရင်ကျွန်တော် number node ကိုခေါ်လိုက်ပေါ့နော်ဒီမှာ10လို့ရိုက်တယ်ထားလိုက်တယ်ပြီးရင် number node တစ်ခုတက်ခေါ်လိုက်တယ်ပြီးဒီမှာ20လို့ရိုက်ထည့်တာသူ့ကိုကျွန်တော်တို့ပေါင်းမယ်ပေါ့နော်အဖြေကတန်းထွက်နေတယ်ပေါ့နော်အဲ့တော့ဒီကိစ္စကဟို30ဟိုကျွန်တော်10ကို5လို့ချိန်လိုက်မယ်25ပြန်တန်းဖြစ်သွားတယ်25လို့ချိန်လိုက်တယ်35တန်းဖြစ်သွားတယ်အဲ့ဒါကြီးကဟိုဘယ်လိုပြောမလဲတခုခုချိန်ချက်ဖြစ်တိုင်းမှာသူနောက်ကနေလိုက်ချိန်နေရဗျအဲ့ကိစ္စကဘာဖြစ်လဲဆိုရင်ဟိုပြဿနာရှိနေတယ်ဘယ်လိုပြဿနာရှိနေလဲဆိုတော့ကျွန်တော်တို့ကအခုမှ script ကိုစရေးမယ်အချိန်မှန်လားလည်းမသိဘူးမှားလားလည်းမသိသေးဘူးဗျာစမ်းပြီးတော့ရေးမယ်အဲ့လိုအချိန်ဒီမှာ तू ကနောက်ကနေလိုက် run နေတယ်ဆိုရင်ဟို project ကဗျာဟို model ကအရန်သေးတယ်ဆိုကိစ္စမရှိဘူးကိုကအလုပ်လုပ်နေတာအခုမှစပြီးတော့စမ်းပြီးရေးနေအဲ့အချိန်မှာ error ဖြစ်နိုင်တယ်ပေါ့နော် तू တောက်လျှောက်နောက်ကနေလိုက် run နေတာဖြစ်တဲ့အတွက် error ဖြစ်နိုင်တယ်အဲ့တော့ဟို maybe နောက်မှာ file တစ်ခုခုပိတ်သွားလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်အမြဲတမ်းဒါဒီ file ကိုအကျင့်ဖြစ်အောင်လို့ပေါ့နော်ဖွင့်တာနဲ့တန်းပြီးတော့ automatic ကို manual change manual change ထားရဲဆိုရင်ခုနကတော့number node ကိုကျွန်တော်ခေါ်ချလိုက်မှာပေါ့နော်တကယ်လို့ဒါလေး copy ကုလို့ရတယ်နော်ကျွန်တော်ကတမင်ခုဟိုဖြစ်အောင်လို့ရိုက်နေတာ number node ကိုခေါ်ချလိုက်တယ်ပြီးတော့ဒီဟာကိုဒီတက်ထည့်လိုက်တယ်ဒီကောင်ဒီထည့်အခုကျွန်တော်ဒီထဲကို10လို့ထည့်လိုက်တယ်ဒီထဲကို20လို့ထည့်လိုက်တယ်ဒါပေမဲ့ဒီမှာဘာဖြစ်လဲဟိုသူ့ရဲ့ဒီ result ကဘာမှထွက်မလာဘူးအဲ့လိုအချိန်မှာဘာလို့ run ပေးရတယ် run ပေးမှထွက်လာဒီကောင်ကျွန်တော်သူ့ကို90လို့ချိန်လိုက်တယ်ပြောင်းမတော့ဘူးတိလားဘာဖြစ်လို့လဲ run ဒါဆို80လို့ချိန်ပါတယ်တကယ်လို့ကျွန်တော်တို့သူ့ကို5လို့ချိန်လိုက်တယ်ပြောင်းမတော့ဘူးဒါဆို55
ဒီကောင်က automatic လုပ်ထားရဆိုရင်တော့တစ်ခုခု change ရဖြစ်တိုင်းမှာသူနောက်ကနေ လိုက် change နေတယ်နောက်က like run နေတာအဲ့တော့ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့အမြဲတမ်း manual ပဲထားမယ်နော်ဒါအမြဲတမ်း manual ထားမယ်အဲ့တိကိုသိရမယ်နော်နောက်တစ်ခုဆက်သွားလိုက်မယ်နော်နော်ဒီဥစ္စာတော့ကျွန်တော်တို့သိမှာပါအများကြီးတော့မရှိဘူးဒီကောင်အရေးကြီးတယ်ကိုဒီ data type data type ကအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့တွေဒီ data type ကိုသိသွားပြီဆိုရင်ကိစ္စတော်တော်များများကိုမှန်အောင်လို့လုပ်လို့ရတယ်ပေါ့နော်ဟိုတခါလေမှာကိုကဒီ error တွေထွက်တယ်နေအဲ့ကိစ္စဘာလဲဆိုတော့ data type ကိုမှန်ကန်မထည့်တဲ့အတွက်ဖြစ်နေတဲ့ပြဿနာပေါ့နော်ဒီကိစ္စကိုတော့ကျွန်တော်သိရမယ်နော်ဒီ data type ကိုသိရမယ်အဲ့တော့ခုနကတော့ဒီအစာပိုင်းမှာတော့ကျွန်တော်ဒီဟိုဒီတရားမဟုတ်ဘူးအစာပိုင်းမှာတော့ဒီမှာကျွန်တော်ပြသွားတာတခုရှိတယ်လေဒီမှာ story type string တွေရှိတယ် integer တွေရှိတယ် number တွေရှိတယ် boolean တွေရှိတယ်သူ့ကိုကျွန်တော်တမင်ဒီ animation လေးကျွန်တော်လုပ်ပြီးတော့ဟိုဖြစ်တာကြည့်ရတာပို့ပြီးတော့မြင်အောင်လို့ဒါပေါ့နော်နေလူတယောက်ရဲ့နာမည်ဗျနာမည်ဆိုရင်သူကဘာလဲဆိုရင်စာသားဖြစ်တဲ့အတွက် string ပြီးတော့ဒီအသက်ဆိုရင်ကျွန်တော်တို့က25ဒီမှာ25ပေါ့နော် integer ကျွန်တော်တို့ကဟိုမှာ25.1 25.2လို့မပြောဘူးပေါ့နော်ဘယ်နှစ်လဲ10နှစ်15နှစ်စသဖြင့်လို့ပြောတော့ integer သူကကိန်းပြည့်ဖြစ်တဲ့အတွက် integer အနေနဲ့သုံးတယ်ပြီးတော့ဒီ Python တွေပါကျွန်တော်ရေးတွက်တယ်ဆိုရင်99.5 cent လို့စသဖြင့်ပေါ့နော်ဒီလိုမျိုးဆိုတော့ဒါကျွန်တော်တို့ကဒီ number dynamo မှာကျွန်တော်တို့ number လို့သုံးတယ်တိလားတကယ်ကသူကဘာလဲဒါပဲဒီနှစ်ခုကိုကျွန်တော်တွဲမှတ်ထားမယ်နော် number နဲ့ဒါပဲနဲ့အတူတူပဲဆိုတော့တွဲမှတ်ထားမယ် dynamo မှာကျွန်တော် number နဲ့သုံးတယ်တကယ်ကဒီဒါပဲဆိုရဲဟိုကကျွန်တော်ဒီ C# မှာဒီ tense ကဒီအောင်သုံးတာဒါပဲလို့သုံးတာအဲ့တော့ဒီနှစ်ခုကအတူတူပဲပေါ့နော် dynamo မှာတော့ဘာလို့သုံးလဲဆိုရင် number လို့သုံးတယ်ပြီးတော့ boolean ဒီ boolean ကဘာလို့ true false ကိုကျွန်တော်ကဒါ false ပဲ true ဖြစ်သွားပြီအဲ့တော့ true false ကိုကျွန်တော်တို့က boolean လို့ခေါ်တယ်ဒီမှာဆိုရင်ကျွန်တော်က name ဆိုရင်ကျွန်တော်ဒီလူနာမည်ပေါ့နော်ပြီးတော့အသက်ကဘယ်လောက်ပေါ့နော်percent ဆိုရင်ဒီကောင်စာသားတွေဆိုရင်ကျွန်တော် string လို့ခေါ်တယ်ဒီကိန်းပြည့်ဆိုရင် integer နော်ဒီ point ကိန်းတွေပါရဆိုရင်တခြား data type တော့ရှိသေးတယ်နော် float တို့ပါတော့တခြားကိစ္စတွေရှိသေးတယ်ဒီမှာတော့လောလောဆယ်မှာဒီဥစ္စာကိုပဲမှတ်ထားပြီနော် string ရှိမယ် integer ရှိမယ် number ရှိမယ် boolean ရှိမယ်နော် boolean မှာဆိုရင်ကျွန်တော် true ဒီ၄ခုကတော့ဒီ dynamo မှာမသိမဖြစ်တိကိုသိရမယ်ကိစ္စနော်ဒီ၄ခုဒါတော့အခြေခံကြဆုံးပဲstring ကဘာလဲဆိုရင် text ပေါ့နော် text ဒီစာသားတွေ number ကဒီ numeric ကျွန်တော်တို့ဒီ point ကိန်းတွေဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ integer ကတော့ကျွန်တော်တို့က1 2 3 4 5ဒီကိန်းပြည့်တွေ boolean က true false ဒီနှစ်ခုဒီ number တွေဒီ boolean တွေ integer တွေဒီဟာတွေကဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့ကဒီအဲ့ဒီ data type တွေကိုမှန်ကန်မသုံးဘူးဆိုရင်ပြဿနာအများကြီးရှိနေတယ်။ဘာလို့ဆိုတော့ကျွန်တော်ဥပမာ parameter data တွေဆက်တဲ့ကိစ္စပေါ့နော်။တချို့ parameter က string ကိုလက်ခံတာရှိတယ်။တချို့က integer ကိုလက်ခံတယ်။တချို့ကဒီ double ကိုလက်ခံတယ်။အဲ့ဒီမှာကျွန်တော်တို့ကstring ထည့်ရမယ့်ဟာကိုကဏ္ဍဒီကိန်းကဏ္ဍတစ်ခုကိုတွားထည့်တယ်။ဒါမျိုးဆိုရင်ကျွန်တော်တို့ကerror ဖြစ်နိုင်တယ်ပေါ့နော်။ error ဖြစ်နိုင်တယ် error ဖြစ်မှာဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒီမှာဒီကောင်ကိုကျွန်တော်တို့တွေထားပါတော့ comment နော်ရိုးရှင်းဖြစ်အောင်view name ဆိုတာသူကဘာကိုလက်ခံတာဆိုကျွန်တော်ကဒါ string ကိုလက်ခံတာပေါ့နော် data type က string ကိုလက်ခံတာအဲ့တော့ကျွန်တော်ဒီမှာ element တစ်ခုကျွန်တော် selection ပေးလိုက်မယ်ဗျာဒီမှာ comment မှာကျွန်တော်
data တစ်ခုရိုက်ထည့်မယ်ပေါ့နော် my comment နော်ဒါဆိုတူထဲကိုကျွန်တော်ထည့်လို့ရပါတယ် data ထည့်လို့ရပါတယ်အဲ့လိုမှမဟုတ်ပဲကျွန်တော်10ထည့်မယ်10လည်းအလုပ်လုပ်နေသေးတယ်ခုနကတော့ကျွန်တော်ဗာပြောထားတယ်ဆိုတော့ဟို comment က string data type ကိုလက်ခံတာလို့ပြောတာကဏ္ဍတွေပါလေထည့်တယ်ဆိုရင်သူကerror တက်နိုင်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အခုဒီမှာ manual ထည့်လိုက်တော့ရနေတယ်ဘာလို့ရနေရလဲဆိုတော့ program ကကျွန်တော်တို့ကကဏ္ဍပဲတွင်းနေစာပဲတွင်းနေဒီ text box တွေက text box ကလက်ခံတာတွေကဗျstring data type ကိုလက်ခံတာstring data type ကိုလက်ခံတာတကယ် तू ကကဏ္ဍအဖြစ်လိုအပ်တယ်ဆိုရင်တော့ဘာလို့လဲဆိုတော့ဒီ program တွင်းမှာပဲ तू ကကျွန်တော်တို့သွင်းလိုက်တဲ့ကဏ္ဍကို तू က sorry ဒီစာသားပေါ့နော် text ကို तू က number ကိုပြောင်းထည့်လိုက်တာပေါ့နော်အဲ့တော့ဟိုဒီမှာဆိုရင်ကျွန်တော်ခုနက comment က string data type ကိုလက်ခံတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့ကသိဖို့အတွက်ဆိုရင်တော့ဒီ rapid lookup ကိုကျွန်တော်တို့ install လုပ်ထားမှာပေါ့နော်โอเคကျွန်တော်ဒီမှာကျွန်တော်မသွင်းရဘူး rapid lookup ဒီကိစ္စကိုဒီကျွန်တော် data တွေကိုပေါ့နော်ကျွန်တော်တို့ကဘယ်ကောင်ကဘယ် data ကိုလက်ခံတာလဲပေါ့နော်ဘယ် data type ကိုလက်ခံတာလဲအဲ့ဒီဟာတွေသိဖို့အတွက်ကကျွန်တော်တို့ပါဆိုရင် rapid lookup ကိုသွင်းထားမယ်သွင်းထားရတယ်ကျွန်တော် rapid ကျွန်တော်ဘယ်လိုဖြစ်လို့ပဲเนาะ install ပြန်လုပ်လိုက်တယ်မသိခဏနေမှကျွန်တော်ဒီကောင် install လုပ်ပြအောင်ပြောချင်တာပေါ့နော်ဒီကောင်ဒီမှာ parameter တွေမှာကျွန်တော်တို့တွေ data ထည့်တဲ့ခါမှာ data type တွေရှိတယ်အဲ့ data type တွေမှန်ကန်ကန်ထည့်နိုင်မှုအတွက်ကိုကျွန်တော်တို့ကသိထားရမယ်ပေါ့နော်ဒီကောင်ဘယ်ကောင်က string တို့ number တို့ integer တို့ boolean တို့ဒီဟာတွေမှကျွန်တော်တို့မသိဘူးဆိုရင် data type တွေကျွန်တော်မှန်ကန်ကန်ထည့်လို့ရမှာမဟုတ်เนาะအဲ့ဒါဒါသိရအောင်အဲ့တော့ကျွန်တော်အခြေခံကြတော့ string ရှိမယ် number ရှိမယ် integer ရှိတယ် boolean ရှိတယ်เนาะအဲ့တော့ကျွန်တော်တို့သူ့ကိုဒီ project ထဲမှာခေါ်ပြီးတော့เนาะသုံးကြည့်အောင်str ဟိုnote တွေခေါ်ချတာသုံးခုရှိတဲ့ထဲမှာကျွန်တော်အမြဲတမ်းဒါကိုပဲသုံးတော့ဘာလို့ဒီကနေသုံးရမြန်လို့ဒီမှာဆိုရင်ကျွန်တော်တို့မှာ10လို့ရိုက်ထည့်လိုက်နော်10လို့ရိုက်ထည့်လိုက်တယ်သူ့ကိုကျွန်တော် control C control V copy ပို့လိုက်တာဒါဆိုရင် string တစ်ခုဖြစ်သွားပြီနော်ဒီထုတ်လည်းဒီထုတ်လည်း20လို့ထည့်လိုက်မယ်ဒီနှစ်ခုကိုကျွန်တော်ကပေါင်းခြင်းတယ်ပေါ့နော်ပေါင်းခြင်းတယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရဆိုရင်အပေါင်းလက္ခဏာကိုနှိပ်လိုက်လဲဆိုရင်ပေါင်းနဲ့ note တစ်ခုထွက်လာပြီတယ်ဒီမှာ h နဲ့ y ဒီ hy ကတော့coordinate နဲ့သွားတော့မယုံနဲ့ပေါ့နော်သူကဘာလုပ်တယ်လဲဆိုတော့variable အနေနဲ့ပဲပြောတာ hy ကျွန်တော်ကဒီထဲကိုဒါထည့်မယ်ဒီထဲကိုဒါထည့်မယ်နော်နောက်တစ်ခုကျွန်တော် number လို့ခေါ်တယ်ဒီမှာလည်း10နော်ဒီဟာကိုကျွန်တော် copy ခုလိုက်မယ်ဒီထဲကို10ထည့်ဒီကောင်ကို20ဒီမှာရမယ်ဒီနှစ်ခုကိုကျွန်တော် run လိုက်ရင်ဗျာဒီကောင် run လိုက်မယ်ပေါ့နော် run လိုက်ရင်ထွက်လာမယ့် result ကဒီကောင်မှာထွက်လာတဲ့ဟာနဲ့ဒီကောင်မှာထွက်လာတဲ့ဟာနဲ့တူနိုင်တော့လားမတူနိုင်ပါဘူးဆရာ မတူနိုင်ပါဘူးဗျာ ဟုတ်ပြီဘာဖြစ်လို့မတူနိုင်တာလဲ string ရဲ့ text ကိုပဲလက်ခံဟုတ်ပြီအခုဖြေတဲ့သူတွေမှာ programming နဲ့သက်ဆိုင်တဲ့ knowledge ရှိတယ်โอเคကျွန်တော်သူ့ run လိုက်တယ် run လိုက်တယ်ဆိုရင်သူကဘာဖြစ်လို့10နဲ့20နဲ့20နဲ့ဆိုတော့30ဖြစ်သွားတယ်ဗျာဒီကောင်ကကျတော့ဒီ test ကိုပဲလက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကို run လိုက်တယ်ဆိုရင်1020ထွက်လာတယ်ကျွန်တော်သူ့မှာဒီဥစ္စာကိုကျွန်တော် space ထားလိုက် space ထည့်လိုက်တယ်နော် run လိုက်တယ်ဘာဖြစ်လဲ10 space 20ဖြစ်တယ်ဒီလားကျွန်တော်ဒီရှေ့မှာ space ထည့်လိုက်တယ်ဘာဖြစ်လဲဆိုရင်10 space 20ဖြစ်သွားတယ်ဗျာပြောမယ်ဆိုရင်ဘယ်လိုလဲဆိုတော့ space တွေကအစသူဟိုလောက်သွားတာပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့က space ရစသူဘယ်လိုပြော value ရှိနေတာပေါ့နော်ဒီ space ဆိုတာကျွန်တော်လုံးဝ blank မဟုတ်ဘဲနဲ့တကယ်ဆိုရင်များဒီတစ်ခုက concat ဖြစ်သွားမှာ1020ဆိုပြီးထွက်လာမှာလေဒါပေမဲ့ကျွန်တော်တို့ကဒီမှာ space ခံထားသေးတာ哦နော်ဒီကိစ္စကခုနကကျွန်တော်ဒီ excel မှာလေ string တွေexcel မှာခုနက train လုပ်ပြတာလေ space ဂျာနဲ့မှာပါတာလေရှေ့မှာပါတာနောက်မှာပါတာလေအဲ့ဒီကိစ္စတွေကို train လုပ်လိုက်တာလေဒီမှာဆိုလဲဒီလိုကိစ္စမှာဆိုတော့ကျွန်တော်ဘာလုပ်တင်လဲဆိုရင်train လုပ်ဖို့လိုရတယ်ပေါ့နော်နောက်ပိုင်းမှာကျွန်တော်တို့က excel data တွေကိုဒီ
read လုပ်ပြီးတော့project ထဲကဒီ parameter တွေထည့်တယ်ပေါ့နော်အဲ့လိုအချိန်မှာဘာလို့တင်လဲဆိုရင် string တွေဆိုရင်တော့ train လုပ်ပြတင်တယ်ပေါ့နော်ရှေ့မှာ space တွေပါနေလားနောက်မှာ space တွေပါနေလားအဲ့ဒီနှစ်ခုတွေကိုကျွန်တော်တို့ဖယ်ပြီးမှ data တွေကိုထည့်တင်တယ်အဲ့လိုမဖယ်ဘဲနဲ့ထည့်ရဆိုရင်ဘာဖြစ်လဲဆိုတော့နောက်တစ်ချိန်မှာဒီ parameter တွေက data တွေကိုကျွန်တော်တို့ဒီ parameter value တွေဆွဲထုတ်တဲ့အချိန်မှာပြန်စစ်တယ်ဆိုရင်ကျွန်တော်တို့က10လို့သာပြောတာပေါ့နော်အဲ့တုန်းကဆက်ခဲ့တဲ့ကိစ္စက space ပါသွားတယ်ဆိုရင်အခုကျွန်တော်ကပြန်ပြီးတော့ဒီ value ကမှန်လားလို့တိုက်စစ်ရင်ဘာဖြစ်လဲဆိုမမှန်တော့ဘာလို့ဆိုတော့အရင်တော့ထည့်ခဲ့တဲ့တန်ဖိုးက10 space သူ့ရဲ့တန်ဖိုးကဘာဖြစ်လဲ10 space ဖြစ်နေတာအဲ့ဒီအချိန်မှာနောက်တစ်ခုကျွန်တော်တို့က10နဲ့ညီလားလို့ပြန်ညှိတယ်ဆိုမညီတော့ဘူးဘာဖြစ်လဲဆိုတော့ရှေ့မှာဟိုတစ်ခုမှာ space ပါနေကျွန်တော်တို့မမြင်ရဘူးအဲ့ကိစ္စအမြင်တမ်းတက်လေရှိတယ်ပေါ့နော်အဲ့တော့ဘာလို့ကြလဲဆိုတော့အမြင်တမ်းဒီ string တွေကို go practice အနေနဲ့ string ကိုယူပြီးအမြင်တမ်း train လုပ်ပြတယ်ပေါ့နော်ရှေ့ရောနောက်ကိုဖယ်ပါဖယ်ပြတယ်ပေါ့နော်ဒါမျိုးကဘယ်လိုပြောမလဲခုနကမလိုလားတဲ့ဒီ error တွေကိုတခါတည်းကာထားလိုက်တာပေါ့နော်ဒါဒီမှာဆိုကျွန်တော်တို့မပြောချင်တာဆိုရင် space ပါနေသေးတယ်သူ space ကိုဖြောက်လိုက်တယ်ဆိုရင်10 ပြီးတော့ string နဲ့ number နဲ့မတူဘူးပေါ့နော် number ကကျွန်တော်တို့ကဒီကိန်းဂဏန်းတွေကိုပေါင်းတာနှုတ်တာလုပ်လို့ရတယ် string ထဲမှာ number တွေထည့်ရေးလိုက်တယ်ဆိုရင်သူကnumber မဟုတ်တော့ဘူးပေါ့နော်လုံးဝစာသားအနေနဲ့ဖြစ်သွားတယ်ဒီတိုင်းကျွန်တော်ရေးရဆိုရင်သူ့ run လိုက်တယ်ဆိုရင် my string ဆိုပြီးတော့ဒီမှာ space ခံလိုက်တယ်ဆိုရင်ပြန်ဖြစ်သွားအဲ့တော့ဒါကကျွန်တော်တို့ကကျွန်တော်ခုနကပြောချင်တာလဲဆိုတော့ဒီ string ရဲ့ number ရဲ့ပေါ့နော်ဒီနှစ်ခုပြောချင်တာ string ကလုံးဝဒီစာသားတွေကိုပဲလက်ခံတာnumber ကကျတော့လုံးဝဒီကိန်းဂဏန်း point ကိန်းတွေပါလို့ရတယ်10.5 စသဖြင့်ဒါမျိုးပါလို့ရတယ် integer ကတော့ကျွန်တော်တို့ကလုံးဝကိန်းတွေဖြစ်ရမှာဟုတ် boolean ကကျွန်တော်တို့က true false boolean ကိုကျွန်တော်တို့ခေါ်ချကြည့်အောင်နော်boolean ကိုခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပါရှိရဆိုရင် true false ဒါလေးကကျွန်တော်တို့ကဘယ်လိုအခြေအနေမျိုးမှာတုံးနေရလဲဆိုရင်ဒီ note မှာဆိုရင်ကဒီမှာကျွန်တော်တို့သူ့ကိုသွားပြီးကြည့်နိုင်မှာဆိုရင်ဘာဖြစ်လဲ boolean အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်က boolean note ကိုတုံးရတယ်ပေါ့နော်ဒီတိုင်းသူကပေါင်းတာနှုတ်တာတော့လုပ်လို့တော့မရဘူးတော့သူကဒီ true false ကိုဘယ် note တူလဲကျွန်တော်ထည့်လို့ရအောင်လဲပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ boolean note ကိုတုံးရတယ်number string သိမယ် number သိမယ်နော် integer ကိုသိမယ် boolean ကိုသိမယ်အဲ့တော့ကျွန်တော်တို့အခု node connection wire connection ကိစ္စမပြောရသေးဘူးเนาะအဲ့ကိစ္စကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီမှာအပေါင်းဆိုပြီးတော့เนาะဒီကောင်ခေါ်ထားလိုက်မယ် number ကိုခေါ်လိုက်မယ်ပြီးရင်နောက်ထပ် number တစ်ခုကို copy ပို့လိုက်မယ်အဲ့ကျွန်တော်တို့ဒီ node တွေကိုပေါ့เนาะ wire connection လုပ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရလဲဆိုရင်node တစ်ခုကိုကျွန်တော်တို့ခေါ်ချပြီးသွားရင်ဒီမှာဆိုရင်ဗာလဲဒါ output လို့ခေါ်တာပေါ့နော်ဒါကကျွန်တော်တို့က input ဒီဘက်က output အမြဲတမ်းဒီ input မပါတဲ့ node လည်းရှိနိုင်တယ်ဒါဆိုရင်ဒီကောင်ဆိုရင်ကျွန်တော်တို့ကဒီ node မှာဆိုရင် input ကဖျားပေးရတယ်ဒီမှာကျွန်တော်တို့ကင်းရင်လုပ်ပြီးပေးတယ်ဟုတ်တို့ run လိုက်တယ်ဆိုရင် output ကဒီကနေထွက်လာနော်ဒီမှာအဲ့တော့ကျွန်တော်တို့က input မပါတဲ့ node လည်းဖြစ်နိုင်တယ်output မပါတာလည်းဖြစ်နိုင်တယ်အဲ့တော့ဒီနှစ်ခုကအမြဲတမ်းinput node တစ်ခုကအမြဲတမ်း input ကော output ကောရှိရမှာတော့မဟုတ်ဘူးเนาะ input မပါတာလည်းဖြစ်နိုင်တယ် output မရှိရလည်းဖြစ်နိုင်တယ်တချို့ node တွေမှာဘာဖြစ်လဲ void လို့ပါတာရှိတယ် void void ဆိုတာကသူကဘာလို့လဲဆိုရင်ဒီ node တစ်ခုကအဲ့ process တစ်ခုကိုပဲလုပ်ရတာသူကဘာမှ return ပြန်မလာဘူးပေါ့နော်အဲ့တော့ဒါသူတို့ဒီအဲ့ node ကိုရေးခဲ့တဲ့ program လေးမှာပြန်လာမဲ့ function မှာ void လို့ကြီးညာခဲ့တဲ့အတွက်သူက void ဖြစ်နေတာအဲ့တော့ဒီမှာ wire connection ကိစ္စအဲ့ကျွန်တော်တို့က input ကနေ output ကိုဆက်လို့ရတယ် output ကနေ input ကိုဆက်လို့ရတယ်နော်အဲ့ဒီကောင် output နော် output ကနေကျွန်တော် input ကိုဆက်တယ်နော် input ကနေ output ကိုဆက်တယ် connect လုပ်တာနော် connect လုပ်တယ်ဆိုရင်ဒီနှစ်ခုကိုကြိုက်တယ်လို့သုံးလို့ရတယ်ဟုတ်နောက်ဒီ node တစ်ခုက wire ကိုဒီမှာပြန်လာဆက်လို့တော့မရဘူးနော်အဲ့ဒါဘယ်လိုပြောလဲဘလို့မှလည်းအလေးပဲလည်းမရှိဘူးနော်အလေးပဲမရှိတဲ့တကူရအောင်လို့မရအောင်လုပ်ထတာ
ဒီမှာလုံးဝဆက်လို့မရဘူးเนาะတစ်ခုကနေတစ်ခုလည်းပြန်ပြီး input ပေးလို့လည်းမရဘူးinput ကနေ output ကိုသွားမလား output ကနေ input ကိုသွားမလားအဲ့တော့ဟို connection ကဘယ်လိုဖြစ်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ wire connection ကိုပြန်ဖြုတ်ချင်တယ်ဆိုရင်အမြင်နဲ့ input ကနေပဲ selection ပေးလိုက်ပြီးရင်လွတ်တဲ့နေရာမှာ click ချလိုက်ဒါပြုတ်သွားတယ်เนาะအဲ့တော့သူ့ကိုပြန် connection လုပ်ရမယ်သူ့ဖြုတ်ချင်တယ်ဆိုရင်ဒီမှာ connect လုပ်ထားတဲ့ကိစ္စကိုဖြုတ်ချင်တယ်အဲ့ဒါကျွန်တော်တို့ဘာလို့သူ့ထဲကိုသွားပြီး click လုပ်လိုက်ပြီးရင်လွတ်တဲ့နေရာမှာပြန်ချလိုက် click ချလိုက်ဒါဆိုကျွန်တော်ပြုတ်သွားတယ်အဲ့တော့ဟုတ်ပြီဒီ input เนาะဒီကောင်အဲ့ input ကိုကျွန်တော်ကဒီ h ထဲကိုဗျာဒီဟာကိုသွား connection လုပ်ချင်တယ်သူ့ကို connect လုပ်ရင်ဘာဖြစ်ဆိုတော့အရင် connect လုပ်ထားတဲ့ကိစ္စကပြုတ်သွားပဲအဲ့တော့ဒီဟာကိုဒီမှာ connection လုပ်ချင်တယ်ပြုတ်သွားတယ်ဒီကောင်ကိုဒီမှာ connection လုပ်ချင်တယ်ပြုတ်သွားတယ်အဲ့ပြောမယ်ဆိုရင်တော့ input က wire connection တစ်ခုပဲလုပ်လို့ရတယ်ဒါအသေးပဲရှိရနော်ဘာလို့ဆိုတော့အဲ့ input ကိုကဟို data တွေကျွန်တော်တို့ထည့်မယ်ကိစ္စကိုဒီ input ထဲကိုဒီ data လည်းထည့်မယ်ဒီ data လည်းထည့်မယ်ဒါကြီးလုံးဝဟိုလိမ့်မယ်မရှိဘူးဘယ်တန်မိုးသွင်းမှာလဲပေါ့နော်ဒီကောင်ကိုဘယ်တန်မိုးသွင်းမှာလဲပေါ့အဲ့တော့ဒါလေးပဲဒါပေမဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်တော့ဒီကောင်ကအောက်ပေါ့နော်ဒီ output ကိုကျွန်တော်ဒီကိုထည့်လိုက်တယ်နော်ဒီက output ကိုဒီကိုထည့်လိုက်တယ်ပြောမှဆိုဘာဖြစ်လဲ output က connection အများကြီးကို connect လုပ်လို့ရတယ်ဒီ output ကိုကျွန်တော်ဘယ်ကိုပေးမလဲပေါ့နော်သူ့မှာရှိတဲ့ data ကိုကျွန်တော်ကြိုက်တဲ့နေရာကိုကျွန်တော်သွားဆက်လို့ရတယ်input ကတော့ကျွန်တော်တို့ကတစ်ခုပဲဆက်လို့ရတယ်အမြဲတမ်းမှတ်ထားမယ်နော်ဟို node တစ်ခုမှာ output ကဟိုဒီ connection ကို multiple အများကြီးဆက်လို့ရတယ်နော် multiple connection ဖြစ်နိုင်တယ်ဒါ input ကတော့ connection တစ်ခုပဲဖြစ်နိုင်တယ်နော်ဒီထားကိုဒီကိုထည့်လိုက်မယ်ဒီကိုထည့်လိုက်မယ်ဒါဆို connection တစ်ခုတကယ်လို့သူ့ကိုကျွန်တော်တို့ကတခြားတစ်ခုကလာပြီးဆက်ဖို့ကြိုးစားလိုက်ဆိုရင်တော့သူကဘာဖြစ်ပြုတ်သွားပြီနော်ဒီလိုလေးလုပ်လို့ရတယ်နော်h core y နဲ့နှစ်ခုတည်းကိုပါထည့်တယ်20ကိုထည့်လိုက်တယ်ဒီ wire connection လေးတစ်ချက်လောက်connect လုပ်ကြည့်ပြပါဦးနော်ဆရာဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်ခုဘာလုပ်ကြည့်ကြမလဲဆိုရင်ဒီ number slide ကျွန်တော်အခုကနော်ဟိုဒီ note တွေခေါ်ချတာကို familiar ဖြစ်သွားအောင်လို့ကျွန်တော်ခဏခေါ်ချကြည့်နေရနော်တကယ်လို့ကျွန်တော်က copy ကူးလိုက်လို့ရတယ် number note ကိုခေါ်ထားမယ်ပြီးနောက်တစ်ခါ integer နော် integer sorry number slider ဒီ number slider ရှိnumber slider ကဘာလုပ်လို့ရလဲဆိုကျွန်တော်တို့က minimum ရှိတယ် maximum ရှိတယ်ဘယ်လောက်စီတိုးသွားကျင်တာလဲပေါ့နော်ဟိုမှာ10စီတိုးကျင်တာလားနော်1စီတိုးကျင်တာ2စီတိုးကျင်တာလားစသဖြင့်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုရွှေ့လိုက်တာ ਨੇ ဒီ import လုပ်ရမယ့်ကိစ္စကဒီမှာလာပြီးတော့ဟိုပြောင်းနေပြီပေါ့နော်ဘယ်လောက်စီတိုးလဲတစ်ခါတိုးရင်2စီတိုးသွားတယ်နော်စသဖြင့်ဒီလိုသွားလို့ရတာကျွန်တော်တို့ကဘယ်လောက်တိုးကျင်တာလဲဒါကိုဒီမှာလာပြီးထည့်ထားလို့ရတယ်ပြီးရင်ဒါလေးကိုပြန်ပိတ်ထားလို့ရတယ်အခုဒီမှာကျွန်တော်ကတော့ပေါင်းတဲ့ကိစ္စကိုပဲပေါ့နော်သွားကြည့်အောင်ဒီအောင်ကို10ထည့်လိုက်တယ်ပြီးတော့ဟိုဒါလေးကိုရှုလိုက်ရပေါ့နော်ဒါဆိုကျွန်တော်တို့ဒီမှာဆိုရင် slider ကိုရှုလိုက်ရင်63နဲ့ဒီကောင်နဲ့ပေါင်းတယ်ပေါ့ဒါဆိုကျွန်တော်တို့ဒီမှာဘာဖြစ်ပါလဲဒီ output ကပြောင်းသွားတယ်အဲ့တော့ output ကိုကျွန်တော်တို့တွေဒီကနေပြီးတော့ခေါ်မကြည့်ချင်ဘူးဘာလုပ်လို့ရလဲဆိုရင် WATCH နော်ဒီမှာ watch နဲ့လည်းကြည့်လို့ရတယ်အဲ့ဒါဆိုရင်ဘာလုပ်ရလဲဆိုရင်တော့ဒီကထွက်လာတဲ့ data ကိုဒီထဲကိုပို့လိုက်ဒါဆိုကျွန်တော်တို့ run လိုက်တယ်ဆိုရင်ဒီမှာမြင်ရအဲ့တော့ဒီကနေပဲကြည့်ဒီကနေပဲကြည့်အတူတူပဲအဲ့တော့ဒီခါတလေမှာတော့ဒီ watch ကိုသုံးတယ်ဗျဘာလို့ဆိုတော့ data တွေအများကြီးဖြစ်နေတဲ့ကိစ္စမျိုးတွေလည်းရှိနိုင်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်တော့ဒီကောင်နဲ့သုံးတယ်ဒီကနေလည်းကြည့်တယ်ပေါ့နော်အဲ့တော့ဟိုအဆင်ပြေတယ်နဲ့ကြည့်လို့ရတယ်နော်ဒီ WATCH နော်watch image လည်းရှိတယ် 3D လည်းရှိတယ်အဲ့ဒါမဟုတ်နော်ဒီအပေါ်တော့ဟာโอเคအဲ့တော့ကျွန်တော်ဒီမှာအခုဘာလုပ်မလဲဆိုရင် manual ထားတဲ့ကိစ္စကိုကျွန်တော် automatic ပြောင်းလိုက်တယ်အဲ့တော့ဒီမှာ page slider ကိုကျွန်တော်ရွှေ့လိုက်ရင်ကျွန်တော်တို့ရဲ့data က လိုက်ပြောင်းနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့
ဒီ slide ကိုရွှေ့လိုက်တဲ့အတွက်နော်ဒီမှာလိုက်ပြီးတော့တန်မိုးက change ဖြစ်တယ်အဲ့တော့ dynamo ကဘယ်လိုသွားလဲဆိုရင်ဗျာသူ့ရဲ့ဒီ graph ကleft to right ကိုသွားတယ်အခုဒီမှာဆိုရင်ဒီက data ကိုဒီကိုထည့်လိုက်တယ်ဒီက data ဒီဘက်ကိုဝင်သွားတယ်နော်နောက်ဒီလိုလုပ်ကြည့်အောင်နော်အပေါင်းနှုတ်အမြောက်စားလုပ်ကြည့်တာပါဗျာဒီကထွက်တဲ့ data ကိုဒီကိုပို့မယ်ပြီးတော့အမြောက်အစားနော် slash နော် slash ကိုအဲ့တော့ဒီမှာဆိုရင်အခုကျွန်တော်ဒီကနေနှုတ်တယ်ဒီကရတဲ့ data ကိုဒီလိုထည့်တယ်ဒီကရတဲ့ data ကိုဒီထဲထည့်လိုက်တယ်စသဖြင့်ဒီလိုသွားတယ်အဲ့တော့ဒီမှာဆိုရင်ဒီ note မှာကြည့်မယ်နော်တစ်ခုကဒီအပြာရောင်ဖြစ်နေတယ်တစ်ခုကအနီရောင်ဖြစ်နေတယ်အဲ့ကျွန်တော်တို့အခု automatic ကြီးထားတာနော်10,000 rand လေးဘာဖြစ်လဲဆိုရင် function လို့ပေါ်နေတယ်ဒီမှာလည်းဘာလို့ပေါ်နေလဲ function လို့ပေါ်နေတယ်ဒီမှာလည်း function လို့ပေါ်နေအဲ့တော့ဘာလို့ဖြစ်လို့လဲဆိုတော့ဒီထဲကိုဘာ data မှမထည့်ရသေးတဲ့အတွက်ဒီမှာ function လို့ပေါ်နေကျွန်တော်တို့ကnumber node တစ်ခုကိုခေါ်လိုက်မယ်ဗျာခေါ်ပြီးတော့ data တစ်ခုကိုဒီမှာထည့်လိုက်တယ်ဒါဆိုတော့ဘာဖြစ်သွားလဲဒီ30နဲ့85နဲ့ပေါ့နော်ဒီကောင်ပေါင်းလိုက်တော့95ဖြစ်နေ95ကိုဒီထည့်လိုက်တယ်ပြီးတော့မှဘာပြန်လုပ်လဲဒီထည့် y ကို2သွင်းလိုက်တော့95ထဲက2ကိုထုတ်လို့93ထွက်လာတယ်အဲ့ဒီကထွက်လာတဲ့ data ကိုကျွန်တော်တို့ဒီကိုပို့လိုက်တယ်ပို့လိုက်ပြီးတော့ဒီမှာထပ်ပြီးတော့တစ်ခုထပ်အလုပ်လုပ်မှာပေါ့နော်ထောက်တော့5ထည့်လိုက်တယ်5နဲ့မြောက်လိုက်တယ်ဘာဖြစ်သွားလဲ465ဖြစ်နေအခု10မျိုး run နေရနော်ဘာဖြစ်လို့လဲကျွန်တော်တို့ automatic ထားလို့နော်ကျွန်တော်က manual ပြန်ပြောင်းထားလိုက်မယ်ဆိုတော့ manual အမြင်နဲ့ကျွန်တော်ပြောင်းလို့ခုနပြောထားနော်ဒီမှာဘာဖြစ်နေသေးလဲ function လို့ဖြစ်နေတယ်အဲ့တော့အမြဲ function လို့ပေါ်နေတယ်ဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ node ကိုပေါ့နော်ဒီ connection အကုန်လုံးကို input မပေးရသေးတဲ့အတွက်ပေါ်နေတဲ့ကိစ္စအဲ့တော့ဒီကိစ္စကလည်းပြောရရှိတာကအမြဲတမ်း input ကိုအမြဲတမ်း input ပေးရမယ်လို့လည်းမဟုတ်ဘူး default အနေနဲ့ပါတဲ့ကိစ္စတွေရှိတယ်ဒါ why fine coordinate ဒီမှာဒါဆိုရင်ကျွန်တော်တို့အခုတို့ run လိုက်တယ်ဘာထွက်လာလဲဆိုရင်000ထွက်လာတယ်ဒီဟာလေးတွေကိုသွားကြည့်မယ်ဆိုရင် default value က0ဒီမှာ double ဆိုတာမြင်တွေ့လားမသိဘူးမှာအဲ့ဒါမကြောက်ဘူးခုနကျွန်တော်ပြောတာလေ number က double နဲ့တူရလို့ပြောချင်တာเนาะတကယ်ကသူကဒီမှာ double လို့ပြောတာเนาะ double လို့ခေါ်တယ်ဒီ data type ကဒီကိုသွားမယ်ဆိုလဲသူ double ဒီကိုသွားတယ် double တော့ default time mode တွေ0ဖြစ်နေတာတချို့ node တွေမှာ default time mode ပါပြီးသားအဲ့လိုမျိုးဟာမျိုးဆိုရင်တော့ကျွန်တော်တို့ကဘာ connection မှမဝင်လို့လည်းရတယ်ဒါကnode တွေအကုန်လုံးမှာအမြဲတမ်းဒီ input မှာ connection ဝင်ရမယ်လဲမဟုတ်ဘူးဒါပေမဲ့တချို့ဒါ default value ပါတယ်ဆိုရင်တော့ကျွန်တော်တို့သူ့ထဲကိုဘာမှမထည့်တဲ့ကိစ္စမရှိဘူး။ဟောဒီမှာဒါဆိုတော့တန်မိုးတစ်ခုထွက်လာပြီ။လုံးဝကိုကျွန်တော်တို့က data ထည့်ရမယ်ဆိုတဲ့ကိစ္စမျိုးတွေရှိတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာလို့ဒီ y ကိုလေကျွန်တော်တို့မှာဘာထွက်လာလဲဆိုတော့ var ဒီ square bracket နှစ်ခုထွက်လာတယ်လေ။မြင်လားတော့မသိဘူး။အဲ့ဒီနှစ်ခုထွက်လာတယ်။အဲ့ကိစ္စကကျွန်တော်ဘာလို့ဆိုဒီထဲကို data ထည့်list nested list တွေပါတွင်းလို့ရတယ်လို့ပြောချင်တာ var ဒါဒီ bracket လေ dot bracket ဆိုကျွန်တော်ပြောချင်တယ်ဒီထဲကိုဘာကိုထည့်လို့ရဆိုရင် nested list တွေထည့်လို့ရတယ် list ကိစ္စကအခုမသွားသေးဘူးနောက်ရက်ပိုင်းမှာသွားအောင်မယ်ဆိုတဲ့ကိစ္စဖြစ်တဲ့အတွက်ဒီထဲကို nested list တွေပါထည့်လို့ရတယ်ပြောချင်တာเนาะအဲ့တော့ဒီတကယ်လို့ကျွန်တော်တို့ဒီကောင်ကို function လို့ပေါ်နေဆိုရင်တော့ connection တစ်ခုမဟုတ်တစ်ခုကိုသူ့ထဲကို input တစ်ခုမဟုတ်တစ်ခုကိုပေးရမယ့်ကိစ္စပေါ့နော်ဆိုရင်တို့ကျွန်တော်ဒီကိုပေးလိုက်အခုကျွန်တော်တို့သူ့ကို RAM မှာအဖြစ်ထွက်လာမှာ manual ထားတာဖြစ်တဲ့အတွက်ကျွန်တော်အမြဲတမ်း RAM ရမယ်နော်ဘာလို့ဆိုဒီမှာတော့ connection နဲ့လုပ်လိုက်တယ်ဒီကောင်ပြောင်းမသွားဘူးလို့တွေးမှာဆိုလို့နော်အဲ့လိုပြောင်းမသွားဘူးဆိုရင်ဘာလုပ်ရမလဲဆိုရင်ဒီအောင်အမြဲတမ်း RAM ပေးရမယ်နော်ဒါဆိုမှပြောင်းသွားပြီမယ်ပြောင်းသွားတယ်ဒါဆိုကျွန်တော်တို့သူ့ကို sys လို့ထည့်လိုက်တယ် data ပြောင်းသွားမှာမဟုတ်ဘူး RAM မှာပြောင်းသွားမှာနော်အဲ့တော့ okay ကျွန်တော်တို့ဒီမှာဆိုရင်ခုနကကျွန်တော်ဒီရှေ့မှာပြောခဲ့တဲ့ကိစ္စဒီကောင်ပြောရပါဒီကောင်ဒီ coffee ပြောတဲ့ကိစ္စပေါ့နော်ဘာလို့လိုလဲဆိုတဲ့ကိစ္စ step by step ဒီလိုသွားကြတာလေအဲ့ဒီအတိုင်းပဲ dynamo မှာလဲ
ဒီထဲကိုပေါင်းမဲ့ဟိုဟာတွေကိုကျွန်တော်ဘာလို့လဲဒီ data လို့လဲထည့်လိုက်တယ်ဒီထဲကိုဘာလို့လဲဒီကောင်တွေထည့်လိုက်တယ်ဒီထဲကိုဘာလို့လဲဒီဟာထည့်လိုက်တယ်နောက်ဆုံးကျွန်တော်တို့ကကိုလိုချင်တဲ့ဟာတခုဒီတိုင်းသွားတာပေါ့နော်အဲ့တော့ graph တွေမှာဒီ left to right ပဲသွားတယ်ပေါ့ left ကနေ data ဒီ connection ဟို node တွေကပေါ့နော် left ကနေ right ကိုသွားတယ်အဲ့မှာမေးရရှိတယ်ဟုတ်ပြီ right to left ကိုသွားရင်ရောအလုပ်လုပ်လားလုပ်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဘယ်သူမှတော့မသုံးဘူးညာသုံးလို့လည်းမသိဘူးပေါ့နော်ဘာလို့ဆိုတော့ဒီလိုကြီးသွားနေမှာအတိတ်လည်းမရှိဘူးဘယ်လိုမှလည်းကြည့်လို့လည်းအဆင်မပြေဘူးဒီလိုကြီးသွားတယ်အလုပ်လုပ်လည်းလုပ်တယ်နော်သူ့ကိုကျွန်တော်တို့ဒီမှာဆိုရင်ဒီ sys ကိုကျွန်တော်ကအဲ့လိုပြောင်းလိုက်ပဲဗျ run လိုက်တယ်အလုပ်လုပ်တယ်နော်လုပ်တယ် Okay. Clean. ဒီမှာဆိုရင်ကျွန်တော်တို့ကအခုဒီ note တွေကိုပြအခုကျွန်တော်ဒီဘက်ကိုရွှေ့ထားတယ်ဗျအဲ့ဒါကိုကျွန်တော်ပြန်ပြီး clean လုပ်ချင်တယ်ဆိုရင်ဒီကောင်လေး selection ပေးပြီးတော့ file ထဲမှာနော် clean up note လေးရောက်လာရှိတယ်အဲ့သူ့ကို run လိုက်ရင်တော့သူ automatic အကုန်လုံး note ကို auto ပြန်စီးပေးတယ်ပေါ့နော်အဲ့တော့ပြောချင်တာတော့အခုဒီဟို left to right သွားမယ် note တွေကပြီးရင် data တွေကဒီကျွန်တော်တို့ကဟိုကိုလိုချင်တဲ့ data တွေကိုရှာတယ်ပေါ့နော်ရှာပြီးသွားရင်ကိုနောက်ဆုံးမှာဘယ် result ကိုလိုချင်တာလဲအဲ့ကျွန်တော်ဆိုဘယ်လိုလုပ်လဲဆိုတော့ဟိုအဖြေကနေပဲနောက်ဆုံးပြန်စဉ်းစားတယ်ကိုဘာလုပ်ချင်တာလဲပေါ့နော်အဲ့ဒီဟာတစ်ခုရဖို့အတွက်ကိုဘာဘယ် data တွေလိုမလဲလို့စဉ်းစားတယ်အဲ့ data လိုတယ်ဆိုအဲ့ data ကဘယ်နှုန်းနဲ့ရှာရင်ရမလဲအရင်ဆုံးစဉ်းစားတယ်ပြီးအဲ့နှုန်းကိုခေါ်ချတယ်ပြီးအဲ့နှုန်းအတွက်ကိုရောဝင်ရမယ်ဒီ data တွေရှိမယ်အဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်ဘာလုပ်လဲဆိုရင်နောက်ဆုံးအနေနဲ့အမြဲတမ်းပြင်ပြန်စဉ်းစားရတယ်ပေါ့ကိုနောက်ဆုံးဘာလုပ်ချင်တာလဲအဲ့လုပ်ချင်တာကိုမူတည်ပြီးတော့မှဘယ် data တွေလိုချင်လဲဆိုပြီး data တွေပြန်ရှာတယ်ပေါ့နော်ဟုတ်ဒီဟာလေးတစ်ချက်လောက်create လုပ်ကြည့်ပေးပါနော်ဒီတိုင်းမတူလဲရရင်နော်ကိစ္စမရှိဘူးနော်ကြိုက်တယ်လို့လုပ်လို့ရတယ်အဓိကဘာလဲဆိုတော့ wire connection နဲ့ဟိုဖြုတ်တာတက်တာနော်အဲ့ကိစ္စကိုကျွန်တော်ဟိုသိချင်တာအဲ့တော့ကျွန်တော်တို့က data type ကသိရမှာနော် data type သိရမယ်အဲ့ဒါလေးတစ်ချက်လောက်မှတ်ထားပေးမယ်နော် data type string ရှိမယ် number ရှိမယ် integer ရှိတယ် boolean ရှိတယ်ဒီလေးခုအပြင်နောက်ပိုင်းမှာတော့ဘာတွေလာနိုင်သေးလဲဆိုရင်ကျွန်တော်တို့ကတကယ်ဒီ Revit ဒီ project နဲ့တွဲပြီးတော့လုပ်တဲ့အခါမှာဘာလို့လဲဆိုရင် wall တွေရှိမယ် floor တွေရှိမယ်ခုနကဒီ room တွေရှိမယ်အဲ့လိုမျိုးဟုတ်ဒါဆိုရင် floor plan by room အဲ့ဒါဟို floor plan တစ်ခု creation လုပ်တာပေါ့နော်ဘယ်ရဆို room တစ်ခုတက်ဖို့ပဲ floor plan တစ်ခုလုပ်တယ်အဲ့လိုကိစ္စမျိုးမှာဆိုတော့ဒီတက်ကိုပါထည့်မှာ room ထည့်ရမှာတို့စသဖြင့်ဒီ data တွေမှန်ကန်ထည့်မှာပဲကျွန်တော်တို့ကအလုပ်လုပ်မှာပေါ့နော်အဲ့တော့ဒီအခုကဒီလေးခုကတော့လုံးဝဒီ basic ဖြစ်တဲ့လေးခုပေါ့နော် string ရယ် number ရယ် integer ရယ်boolean ရယ်နော်ဒီလေးခုကျွန်တော်တို့သိရမယ်ဒါလည်းနော်ခုနသိပါနော် library သိပါပြီ node ကိုသိပါပြီ wire connection လို့လည်းကျွန်တော်တို့သိပါပြီ okay အဲ့တော့ဒီနေ့ကျွန်တော်တို့သွားတဲ့ကိစ္စမှာဆိုရင် node တွေဘယ်လိုခေါ်ချမလဲ wire connection ဘယ်လိုလုပ်တယ်ဆိုတော့သွားတယ်ပြီးရင်ဒီပထမပိုင်းကတော့ကျွန်တော်တို့ကဒီ Dynamo ရဲ့အကြောင်းပေါ့နော်ဒီ programming အကြောင်းဘယ်လို programming ကဘာလဲဆိုတာကျွန်တော်တို့ဒီသွားခဲ့တယ်ပြီးရင်ဒီ Dynamo ကဒီ Dynamo နဲ့ Revit API နဲ့ဘယ်လိုမျိုးဟိုအခြေဆက်ရှိရဲဆိုတာကိုကျွန်တော်တို့ခုနပြောခဲ့တာရှိတယ်ပြီးတော့အခုနောက်ဆုံး data type ပေါ့နော်ဒီ string ရဲ့ number ရဲ့ integer ရဲ့ boolean ရဲ့နော်ဒီ data type လေးကိုအဲ့လေးကိုကြောင်းကျွန်တော်တို့သွားခဲ့တာရှိတယ်အဲ့တော့ဟိုနောက်တစ်ခုကဒီ data တွေသွားတာပေါ့နော် data တွေသွားတာကကျွန်တော်တို့အမြင်နဲ့
left ကနေ right ဖို့သွားမယ်အဲ့တော့ပြီး connection တွေ wire တွေဖြုတ်တာဆိုရင်ကျွန်တော်တို့က input ကနော် input ကကျွန်တော်တို့ကအမြဲတမ်း wire connection တစ်ခုပဲလက်ခံတယ် output ကတော့ကျွန်တော်တို့ကတစ်ခုတည်းပို့ပြီးတော့သွားလို့ရတယ်ဒီကောင် output ဆိုရင်ဒီကနေဒီကိုသွားတယ်နော်အဲ့တော့ဒီဥစ္စာသိရမှာနော်နောက်ပိုင်းမှာကျွန်တော်ဟိုလုပ်ဖို့ရှိတယ်ဗျာဒီ question တွေဖြေခိုင်းဖို့ရှိတယ်အဲ့ဒီတစ်ခုတက်ကိုတော့ကျွန်တော်website တစ်ခုရေးနေတော့ပဲအခုလောလောဆယ်တော့မပြီးသေးပါဘူးဟို3ချိန်4ချိန်လောက်ပြီးသွားရင်တော့ကျွန်တော်တို့အဲ့ဒီမှာဒီ question တွေကျွန်တော်လုပ်ပေးထားမယ်ဘာလို့အဲ့ question တွေကိုဖြေသွားရင်းနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုရင်တီးတန့်ကြီးလေ့လာစရာမလိုအောင်ပေါ့နော်အဲ့ question တွေဖြေကြည့်လိုက်ရအောင်နဲ့ဒီ Dynamo ရဲ့အကြောင်းတွေကိုဗျာပို့ပြီးတော့သိအောင်လို့ကျွန်တော်အဲ့ဒီ question တွေပြင်ထားတာရှိတယ်အဲ့ဒီ question နောက်ကိုကျွန်တော်တို့သိသွားပြီဆိုရင်ဒီအကြောင်းတွေကိုကျွန်တော်တို့ကတေချာသိသွားလိမ့်မယ်ပေါ့နော်အဲ့ဒီအတွက်ကိုပါဟိုပြင်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလေ့လာရင်းနဲ့ဗျာဒီအတန်းဒီအချိန်မှာလည်းလေ့လာမယ်ပြီးရင်ကျွန်တော်နောက်ပိုင်းမှာဒီကုနာ question တွေကိုကျွန်တော်လုပ်ပေးထားမယ်အဲ့ question တွေကိုဖြေရင်းနဲ့ဟိုပို့ပြီးတော့သိသွားလိမ့်မယ်ပေါ့နော်အဲ့ question ဖြေခိုင်းတဲ့ခါမှာလည်းဥမာဒီ Dynamo လာပြီးတော့ဖွင့်ပြီးတော့မှ run ကြည့်မှထွက်လာတဲ့ result မျိုးကိုပြန်ပြီးတော့ရွေးရတာမျိုးလောက်ထားတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ကျွန်တော်တို့လေ့လာတာထိရောက်လိမ့်မယ်လို့ထင်တာပဲနော်ဟိုဖြေကြည့်မယ်ဆိုရင်ပေါ့နော်โอเคဒီနေ့ဒီအထိကိုဘာမေးကြအောင်မလဲဒီလိုမေးစရာမရှိကျွန်တော်ဒီမှာရက်လိုက်မယ်တခုခုမရှိ discussion လုပ်ချင်းသေးလား